သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလပြည့်ကျော်9ရက်2011ခုနှစ်မတ်လ14ရက်မန္တလေးတိုင်းဒေသကြီးကျောက်ပရောင်းမြို့နယ်သာသနာ့ဗိမာန်အတွင်းဝယ်သာသနာ့ရခိတအသင်းကြီးကကြီးမှုကျင်းပအပ်သောအထူးတရားပွဲဓမ္မသဘင်အခမ်းအနား၌ကျောက်ပရောင်းမြို့ဘုဒ္ဓရဥအောင်ကြီးဒေါ်တန်းဆွေမိသားစုနှင့်ဘုဒ္ဓရဥတန်းထေဒေါ်ခင်ထေမြင့်မိသားစုဒေါ်သိန်းနဲ့ဒေါ်မဆေဈေးအဖွဲ့မိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်သောအောင်မြင်ကြီးပါလူစွမ်းအားအပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလျာသင်္ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိတ်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကသောတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတာသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုအကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအောင်မြင်ကြီးပေါင်းလူစွမ်းအားအပိုင်းနဲ့အောင်မြင်ဖို့ကြီးပွားဖို့ဆိုတာလူတွေရဲ့တဏ္ဍာမှာရှိတဲ့စွမ်းအားတွေပေါ်မှာမူတည်တယ်လို့ဒီလိုဆိုလိုတာလောကလူသားတွေကအပြင်မကိုအားကိုးတဲ့အစဉ်အလာယုံကြည်ချက်ကြီးရှိနေသည့်အတွက်ကြောင့်အများဟာအပြင်အားကိုးတဲ့စိတ်ဓာတ်တွေရှိနေတတ်တယ်ဒါကြောင့်မို့ရသော်ဘုရားပွင့်လာတဲ့အခါကျတော့အောင်မြင်ကြီးပွားတိုးတက်ဖို့ရာအတွက်စွမ်းအားတွေဆိုတာလူသားတွေရဲ့ကိုယ်တိုင်မှာပဲရှိတယ်လို့ဆိုတာကိုသိရှိလာကြရအဲ့ဒီသိရှိလာသည့်အတွက်ကြောင့်ရသော်ဘုရားကလူတွေမှာရနိုင်တဲ့စွမ်းအားတွေစနစ်တကျရှင်းလင်းပြသပြီးနောက်ဆုံးတရားတွေတန်တရားဝဆင်းရဲကလွတ်ကင်းပြီးတော့နိဗ္ဗာန်ချမ်းသာထီအောင်တက်လှမ်းနိုင်တဲ့စွမ်းအားတွေရသွားတယ်ဒီလိုဆိုလိုတာနော်နိဗ္ဗာန်ရဖို့ဆိုတာလေကိုယ်တိုင်လုံးဝမှာပဲဒါနိဗ္ဗာန်ဆိုတာအမြင့်ဆုံးအဆင့်ကိုပြောတာဒီဘဝမှာစီးပွားရေးကြီးပွားရေးတိုးတက်ဖို့ဆိုတာလေကိုယ်တိုင်ကြိုးစားအပြင်မဆိုတာအကူအညီလောက်ပဲရှိတယ်
ကိုယ်စွမ်းအားပေါ်မှာအားလုံးဟာမူတည်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီအချက်တွေကိုသဘောကျနားလည်ထားလို့ရှိရင်လူတိုင်းဟာမိမိကိုယ်ကိုယုံကြည်ချက်အပြည့်အဝရှိလာနိုင်အဲ့ဒါကြောင့်မြတ်စွာဘုရားကကိုယ့်ကိုယုံကြည်ချက်တွေရှိဖို့ရတဲ့တတ္ထာဆိုတဲ့စကားလုံးကိုအမြဲတမ်းဟောလေးရှိတယ်ယုံကြည်ချက်ဆိုတာအဲ့ဒီယုံကြည်ချက်ရှိဖို့အမှန်တမ်းအရေးကြီးတယ်ယုံကြည်ချက်မရှိဘူးယုံကြည်ဆိုတဲ့နေရာမှာလည်းပဲကိုယ်တဏ္ဍာမှာရှိတဲ့စွမ်းအားကိုယုံကြည်ဖို့ပြောတာပတ်ဝန်းကျင်ကိုယုံကြည်မှုအပြင်ကိုယုံကြည်မှုဆိုဒီမှာဒီအကူအညီဖြစ်ယုံတော့တာမန်တော့ပဲလေးစားလိုက်နိုင်ယုံတော့ပဲပါဠိစာပေထဲမှာတတ္ထာဆိုတာကိုဖွင့်ပြတဲ့အခါမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်တယ်ဆိုဘုရားရဲ့အသိဉာဏ်ဟာလည်းပဲလူသားတယောက်ရဲ့စွမ်းအားတစ်ခုပဲအဲ့တော့မြတ်စွာဘုရားရဲ့ဉာဏ်ကိုယုံကြည်သောအားဖြင့်မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမဩဝါဒတွေကိုလိုက်နာဖို့လမ်းပွင့်သွားတယ်ပေါ့အကယ်၍မြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်လက်ခံမှုမရှိဘူးဆိုရင်ဘုရားရဲ့အဆုံးအမကိုလိုက်နာမှာမဟုတ်ဘူးဒါကြောင့်မို့ဘုရားအဆုံးအမလိုက်နာဖို့အတွက်ဘုရားပေါ်မှာယုံကြည်မှုဆိုတာထားယုံကြည်မှုရှိလာပြီးတဲ့နောက်အဆုံးအမဩဝါဒရပြီးတဲ့အခါကိုယ်တိုင်ကိုယ်စွမ်းအားတွေကိုသုံးချပြီးတော့ကျင့်သုံးရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းထိုသုတ်တန်တွေမှာဟောခဲ့တယ်ငါဟာမမေ့မလျော့ယောက်ျားတွေရဲ့ဇွဲလုံးလားနဲ့ကျင့်ကြံကြိုးကိုအားထုတ်ခဲ့လို့အခုလိုထူးမြတ်လာတဲ့တမ္ပညုတဉာဏ်တော်ကြီးကိုရလာတာဖြစ်တယ်တင်တို့ကိုယ်တိုင်လည်းပဲမမေ့မလျော့ကြိုးစားအားထုတ်ကြမယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေရမှာပဲလို့ရနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒါလည်းပဲဘုရားဘာသာဝင်တွေအထူးတတိပြုတိုက်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့ကိုယ့်ကိုအားကိုးဖို့မြတ်စွာဘုရားကအမြဲတမ်းဆုံးမဩဝါဒပေးလေးရှိတယ်ပေါ့ကိုယ့်ကိုအားကိုးဖို့ဆိုတာဘယ်လိုနေရာမျိုးတွေမှာကိုယ့်ကိုအားကိုးရတာတော့လို့ဆိုလောကမှာကြီးပွားရေးအတွက်လည်းကိုယ့်ကိုအားကိုးရတာစီးပွားရေးအတွက်လည်းကိုယ့်ကိုအားကိုးရအရာရာကိုယ်အားကိုကိုးပြီးတော့ကြိုးစားအားထုတ်နိုင်မှသာလေလောကကြီးပွားတိုးတက်တယ်နောက်ဆုံးမှာဒီတရားဓမ္မတွေကိုကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းပဲကိုယ်အားကိုကိုးရတာဒါအမှန်ပဲပေါ့ကိုယ်အားကိုကိုးပြီးတော့ဒီစွမ်းအားလောက်ကြီးတဲ့စွမ်းအားမျိုးအပြင်မှာမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့လောကမှာလူတွေမှာကိုယ့်ကိုယ်အားကိုးလို့ဆိုတဲ့နေရာမှာအားကိုးမှုမျိုးထဲမှာဘယ်အရာဘယ်စွမ်းအားဟာအထက်ဆုံးလဲဆိုတာသိဖို့လိုတယ်ပေါ့လူတွေမှာဗလ၅မျိုးရှိတယ်ဒါကတေတကုဏဇတ်တော်မှာလာတဲ့စကားကိုပြောပြလူတွေမှာစွမ်းအား၅မျိုးခွန်အား၅မျိုးရှိတယ်နံပါတ်၁ကဘာလို့ဆိုလို့ရှိရင်ဘာဟုပလလက်ယုံအားကိုလက်ယုံကိုအားကိုးတဲ့လက်ယုံအားကိုလုံနိုင်တယ်ကိုင်းနိုင်တယ်နော်လက်ယုံစွမ်းအားရှင်းတော့ကညမသူရဲကောင်းကြီးတွေဟာလက်ယုံအားကိုးနဲ့တိုက်ပွဲဝင်ပြီးတော့ရန်သူတွေကိုတွန်းလှန်ခဲ့တယ်ပေါ့လက်ယုံအားကိုးနဲ့ကိုယ်တိုင်လောက်ကင်စားတော့ခဲ့ကြတာတွေလည်းရှိတယ်ပေါ့သို့တော့စွမ်းအားတွေထဲမှာဒီလက်ယုံအားဆိုတာအသေးဆုံးစွမ်းအားတစ်ခုပါတဲ့အလွန်အားကိုးရမယ့်အနေအထားမျိုးမရှိဘူးလို့ဒီလိုဆိုလိုတာနော်နောက်တစ်ခုအားတစ်ခုကဘာလဲလို့ဆိုရင်ဘောခပလစီးစိမ်ဥစ္စာစီးစိမ်ဥစ္စာကလည်းပဲစွမ်းအားရှိတယ်ကိုယ်မှာတဏှငွေကြေးအလုံးလောက်ရှိတဲ့ပုဂ္ဂိုလ်ဟာစွမ်းအားတွေပြည့်တယ်ဘယ်လိုအခက်ခဲမျိုးပဲဖြစ်ဖြစ်ကျော်လွှားသွားနိုင်တဲ့စွမ်းအားတွေဒါလက်တွေ့လောကကြီးမှာတဏှငွေကြေးတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာအခက်ခဲဆိုတာတွေကိုကျော်လွှားနိုင်ကြတယ်ပေါ့သို့တော့ဒီဘောဂဗလလို့ဆိုတဲ့ဒီစွမ်းအားဟာလည်းပဲနေရာတကာမှာအားကိုးလို့ရတဲ့အရာမဟုတ်သည့်အတွက်ကြောင့်အားကိုးလောက်တယ်လို့ပြောလို့တော့မဖြစ်သေးဘူးပေါ့တချို့ကိစ္စမှာသာအားကိုးလို့ရတယ်တချို့ကိစ္စမှာအားကိုးလို့မရဘူးလို့ဒီလိုဆိုတာဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်
လူတွေမှာရနိုင်တဲ့စွမ်းအားတစ်ခုကအမစ္ဆဗလာလုပ်ဖို့ကြိုင်မဲ့တည်းရဲ့စွမ်းအားလူစရာအပေါင်းအသင်းနဲ့နေကြတာဖြစ်သောကြောင့်အပေါင်းအသင်းမိတ်ဆွေကောင်းတွေရှိတဲ့ပုဂ္ဂိုလ်ဟာလည်းအခက်ခဲမှန်သမျှကိုကျော်လွှားသွားနိုင်တယ်အခက်ခဲတွေကိုကျော်လွှားနိုင်တယ်အဲ့ဒီကျော်လွှားနိုင်သွားတဲ့ဒီစွမ်းအားဟာဘာစွမ်းအားတုံးဆိုအမစ္ဆဗလာနော်ကိုယ်တိုင်ပင်မော်တိုင်ပင်မဲ့သို့တုကောင်းဘက်ဆိုတာလို့မိတ်ဆွေအပေါင်းအသင်းတွေရှိလို့ရှိရင်လည်းအတော်အသင့်အခက်ခဲတွေကိုကျော်လွှားနိုင်လို့ဒါလည်းပဲလူတွေမှာရရှိနိုင်တဲ့စွမ်းအားတစ်ခုပဲလို့ဒီလိုဆိုတာအဲ့ဒီစွမ်းအားဟာလေနေရာတကာမှာအားကိုးရနိုင်တဲ့စွမ်းအားမဟုတ်ဘူးဟောနောက်စွမ်းအားတစ်ခုကဘာလို့ဆိုအဘိစစ္စဗလာအဘိစစ္စဆိုတာလူတွေမှာမျိုးရိုးအထက်တန်းကြလူတကာကလေးစားရတဲ့မျိုးရိုးမှာဖြစ်လို့ရှိရင်လေအမျိုးခုံနဲ့နော်အခက်အခဲတစ်ခုအချို့ကျော်လွှားပြီးတော့သွားနိုင်အဲ့ဒီလိုကျော်လွှားသွားနိုင်တာဖြစ်သောကြောင့်အဲ့ဒီစွမ်းအားဟာလည်းပဲလူတွေမှာအောင်မြင်ကြီးပွားဖို့အတွက်အထောက်အကူတစ်ခုတော့ဖြစ်တယ်သို့တော့အတိုင်းအတာတစ်ခုပဲရှိတယ်လို့ဒီလိုပြောရအခုပြောခဲ့တဲ့လူတွေရဲ့စွမ်းအားဟာအရာခတ်သိမ်းကိုစွမ်းဆောင်နိုင်တာတွေမဟုတ်ဘူးအတိုင်းအတာတစ်ခုအရာတော့စွမ်းအားသူ့ဟာသူရှိကြတာကြီးပဲလို့ဒီလိုပြောတာအဲ့တော့အရေးကြီးဆုံးစွမ်းအားတစ်ခုကဘာလို့ဆိုရင်ပညာဗလာတဲ့နော်လူတွေမှာအရေးကြီးဆုံးစွမ်းအားအမြင့်ဆုံးဟာဘာလို့ဆိုရင်အသိဉာဏ်ပဲလို့ဒီလိုပြောတာအဲ့ဒီအသိဉာဏ်ကြတော့မဖြစ်နိုင်တာတွေမရှိတော့ဘူးအားလုံးကိုခက်ခဲမှန်သမျှတွေကျော်လွှားပြီးနောက်ဆုံးမှတဏှာဝဆင်းရဲကလွတ်မြောက်ပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတာလေဒီပညာဗလာနဲ့သွားတာအဲ့တော့ပညာဗလာကတာမန်စည်းပွားဥစ္စာတိုးတက်ရုံမျှမကတဏှာထဲမှာဘဝကောင်းမြတ်တဲ့ဘဝတစ်ခုကချမ်းသာတဲ့ဘဝတစ်ခုကချမ်းသာတဲ့ဘဝတစ်ခုကိုရောက်ရှိပြီးနောက်ဆုံးမှာတဏှာဝဆင်းရဲကလွတ်ပြီးတော့နိဗ္ဗာန်ရောက်သည့်ထိအောင်ဆွမ်းဆောင်မှုပေးနိုင်တဲ့စွမ်းအားဟာတော့ပညာဗလာပဲပညာစွမ်းအားဟာအကြီးမားဆုံးပဲလို့ဒီလိုတေတကုဏဇတ်မှာလူတွေမှာရနိုင်တဲ့စွမ်းအားတွေလူစွမ်းအားတွေတရုပ်ဖော်ထားတာရှိတယ်အဲ့ဒီထဲမှာလူစွမ်းအားလို့ဆိုတဲ့ထဲမှာကြံတဲ့စွမ်းအားတွေဟာထောက်ကူဖြစ်ုံတော့သာဖြစ်ပြီးပညာဆိုတဲ့စွမ်းအားကသာလေတကယ်စွမ်းအားလို့ဒီလိုပြောမှာဒါကြောင့်မို့လို့ဒီပညာဆိုတဲ့စွမ်းအားရဖို့အတွက်ဘုန်းကြီးတို့တွေလူလောကမှာရောက်လာတဲ့အချိန်ငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးဘာလို့ကြကျောင်းတက်ပြီးတော့ပညာရှာကြတယ်နော်ပညာသင်ကြဒီပညာစွမ်းအားဟာအရေးကြီးတယ်ဆိုတာသိလို့စီးပွားရေးပညာပဲဖြစ်ဖြစ်ဘာပညာပဲဖြစ်ဖြစ်ပညာဆိုဒီမှာနဲ့အမတန်မှကျဲတယ်နောက်ဆုံးမှာတဏှာဝကလွတ်ဖို့အတွက်ဆိုတာလေပညာပဲပေါ့အဲ့ဒီပညာစွမ်းအားတွေရရှိအောင်လူတွေဟာဘဝရလာတဲ့အချိန်ကစပြီးတော့ကြိုးစားအားထုတ်ကြရတယ်တဲ့အဲ့လိုကြိုးစားအားထုတ်မှအောင်မြင်ကြီးပွားဖို့ဆိုတာဖြစ်လာနိုင်တယ်။တာမန်နဲ့တော့အောင်မြင်တယ်ကြီးပွားတယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့အဲ့တော့လူရဲ့စွမ်းအားဆိုတဲ့အထဲမှာအကြီးမားဆုံးစွမ်းအားဟာပညာစွမ်းအားပါပဲလို့ဒီလိုပြောလို့ရတယ်ပေါ့ဒါကပညာစွမ်းအားဆိုတာအဓိကအားဖြင့်ထုတ်ဖော်ပြောတဲ့စွမ်းအားတစ်ခုနောက်ထပ်ဘဝတစ်ခုကိုလွှမ်းမိုးချီးဆိုးထားတဲ့စွမ်းအားလို့ပြောနိုင်တဲ့လူတွေရဲ့အတွင်းစွမ်းအားလို့ပြောနိုင်တဲ့အရာ၄ခုရှိတယ်ပညာအပါဝင်၄ခုအဲ့ဒါကိုအဓိပတိ၄ပါးလို့လည်းခေါ်တယ်အောင်မြင်မှုရဲ့အကြောင်းတရားဖြစ်သောကြောင့်အဋ္ဌိပတ်၄ပါးလို့လည်းခေါ်တယ်အဋ္ဌိဆိုတာပြီးစီးအောင်မြင်ခြင်းတနည်းအားဖြင့်ပြောရင်တကိုးလို့ပြောခြင်းပြောပါရဆိုတာအကြောင်းတရားအစွမ်းတကိုးတွေအတွက်အစွမ်းတကိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရား၄မျိုးတွေဒီ၄မျိုးဟာတော့အတ္တမကိုအရေးကြီးတဲ့၄မျိုးဖြစ်တယ်ပေါ့အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်သန္တာဝီရိယစိတ်တဝိမာန်တအဓိပတိ၄မျိုးလို့လည်းခေါ်တယ်အဋ္ဌိပတ်၄မျိုးလို့လည်းခေါ်တယ်ဒီစွမ်းအားတွေဟာသူ့အတိုင်းအတာလိုက်စနစ်တကျကျင့်ဆောင်ပြီးတော့
ကိုယ့်ရဲ့စွမ်းအားတွေကိုမြင့်တင်ပေးနိုင်မယ်ဆိုရင်စွမ်းအားပြည့်ပြီဆိုရင်ဘလောက်ထိအောင်စွမ်းဆောင်နိုင်မှုရှိသလဲလို့ဆိုရင်အဋ္ဌိဘတ်၄ပါးကိုကြာကြာနာနာပွားထားတဲ့ပုဂ္ဂိုလ်ဟာမသေးခြင်းသေးဘူးဆိုတောင်မှအသက်ကိုဆွဲဆန့်ထားလို့ရနိုင်တဲ့စွမ်းအားရအကျိုးကျေးဇူးကိုခံစားရတယ်ဒါကမြတ်စွာဘုရားကဟောထားခဲ့တဲ့စကားတစ်ခုပဲနော်ဥပမာတစ်ခုပြောပြမြတ်စွာဘုရားဟာတက်တော်80တဲ့ရောက်လာပြီးတဲ့နောက်တက်တော်80ပြည့်ဖို့10လအလိုမှာဘာဖြစ်လဲဝေလူဝဆိုတဲ့ရွာလေးကိုဝါကတ်တယ်ဝါဆိုဥကာလမှာအဲ့ဒီမှာဝါဆိုပြီးတော့မြတ်စွာဘုရားဝါကတ်တဲ့အခါဘုရားဝါကတ်ပြီးတဲ့အချိန်ဘာဖြစ်လာတော့ဆိုအင်တမပြင်းထန်တဲ့ယောဂဝေဒနာဆွဲကပ်လာခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမရှောင်လွဲနိုင်ဘူးမြတ်စွာဘုရားတန်သာဝရကျမ်းမာတာမဟုတ်ဘူးခန္ဓာကိုယ်ရထားသည့်အတွက်ကြောင့်ယောဂဝေဒနာဖြစ်တာတက်တော်အရွယ်ကလည်းပဲ80တဲ့ရောက်နေပြီယောဂကအမတန်မှပြင်းထန်တယ်တမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်အဲ့ဒီယောဂဖြစ်တာဟာဗမာပြည်ပြောတဲ့စကားနဲ့ပြောရင်ဒီတောင်ကမကြော်နိုင်တော့ပါဘူးဆိုအနေထားမျိုးပေါ့နော်စာပေလိုပြောမယ်ဆိုလို့ရှိရင်မာရဏန္တိကတဲ့သေခြင်းနာကတ်သွားတဲ့ယောဂသို့မဟုတ်သေမအဆုံးသတ်မဲ့ယောဂလို့ဒီလိုဆိုတာပေါ့မြတ်စွာဘုရားဟာပြိဋိဘံစံမှုဒီတက်တော်80ပြည့်ဖို့10လအလိုမှာယောဂအကြီးကျယ်ဖြစ်တယ်အဲ့ဒီယောဂအကြီးကျယ်ဖြစ်တဲ့အခါမှာမြတ်စွာဘုရားမှာလုပ်ငန်းတစ်ခုကျန်နေတယ်ဘာလုပ်ငန်းလဲလို့ဆိုရင်နောက်ဆုံးတရားဟောပြီးတော့ကျွတ်တန်းဝင်စေရမယ်သူပတ္ထဆိုတဲ့ပြပိုက်ကြီးအတွက်မြတ်စွာဘုရားချွတ်เสียရှိသေးတယ်ပေါ့အဲ့တော့ဒီအချိန်မှာသူပတ္ထကိုသွားတရားဟောလို့ရမလားလို့ဆိုမရသေးဘူးမရဘူးဆိုတာဘယ်အရာပဲဖြစ်ဖြစ်အချိန်တန်မှဖြစ်တယ်တရက်ပင်တောင်မှပဲဒီကနေ့ပွင့်ပြီးတော့နေ့ဖြင့်ကတီးခိုင်းလို့ရပါမလားမရဘူးခဏတီးတဲ့အသီးလေးကိုနေ့ဖြင့်ကအမှဲ့စားခြင်းလို့အမှဲ့ခိုင်းလို့ရောရမလားအချိန်ဆိုတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့သူပတ္တပြပိုက်ကြီးဟာ10လလောက်စောင့်မှသူ့ရဲ့အသိဉာဏ်တွေဘာတွေကရင့်ကျက်မှာအဲ့တော့မြတ်စွာဘုရားအနေနဲ့ကအလုပ်တစ်ခုကြမ်းနေတယ်လုပ်တစ်ခုကြမ်းလို့အကယ်၍သာမြတ်စွာဘုရားစိတ်အားတွေလျှော့လိုက်မယ်ဆိုလို့ရှိရင်စောပြီးတော့ပြိဋိဘံဆံသွားနိုင်ဒါရှင်အာနန္ဒာကိုမြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းလည်းပြောထားတာနော်အဲ့ဒီမှာမြတ်စွာဘုရားကဘာလုပ်လဲဆိုအာယုသင်္ခါရဖလသမဘတ်လို့ခေါ်တယ်အသက်ကိုပြုပြင်ထိမ့်သိမ်းထားတဲ့ဖလသမဘတ်မျိုးကိုဝင်စားတယ်အခုကလူတွေကလမ်းမှာမသေးအောင်လို့ဆိုပြီးဆိုလူကုတ်တဲ့ဆေးထိုးသလိုပေါ့ဗျာနော်ထိုးပေးလိုက်တာပေါ့အဲ့ဒါမျိုးလို့မြတ်စွာဘုရားကျတော့စိတ်ဆွမ်းအားနဲ့ပြန်ထိန်းအဲ့ဒီယောဂဝေဒနာကိုအာယုသင်္ခါရဖလသမဘတ်ဆိုတာအင်မတန်မှအစွမ်းထက်တဲ့ဖလသမဘတ်ဖလသမဘတ်ဝင်စားတာရိုးရိုးလဲဝင်စားနေကြပဲသို့တော်ဒီအာယုသင်္ခါရဖလသမဘတ်ကြတော့အသေးစိတ်တရားတွေကိုဆင်ញင်သုံးသပ်ပြီးတော့မှဝင်စားလို့ရတဲ့ဖလသမဘတ်မျိုးခါတိုင်းရိုးရံဝင်စားတဲ့ဖလသမဘတ်မဟုတ်ဘူးအာယုသင်္ခါရဖလသမဘတ်တက်တန်းကိုဒီပြုပြင်ထိမ့်သိမ့်တဲ့ဖလသမဘတ်ဝင်စားလိုက်တာအဲ့ဒီသမဘတ်လည်းဝင်စားပြီးရောမြတ်စွာဘုရားတဏ္ဍာမှာရှိတဲ့ယောဂဝေဒနာတွေဟာပျောက်သွားမပေါ်လာတော့သို့တော့ဘယ်အတိုင်းထာထိအောင်မြတ်စွာဘုရားကတ်တက်ပြီးဝင်စားတယ်လဲလို့ဆိုရင်10လအတွင်းတော့ဒီယောဂခေါင်းပြူမလာတော့သို့တော့အရှင်းပြောက်သွားတာလားလို့ဆိုအရှင်းပြောက်တာတော့မဟုတ်ဘူးယောဂဝေဒနာလုံးဝပျောက်ကင်းသွားတယ်အဲ့ဒါကြောင့်မို့လို့ရှင်အာနန္ဒာကိုမြတ်စွာဘုရားကမေးတဲ့အခါမိတ်တဲ့အခါမှာအာနန္ဒာတဲ့အဋ္ဌိဘတ်၄ပါးဆိုတဲ့သန္တာဝိရိယစိတ်တဝိမာန်တဒီတရားတွေကိုငါဟာကြာကြာနာနာပွားထားပြီးသားဖြစ်တယ်ဒီတရားတွေကိုယ်တဏ္ဍမှာပြည့်ပြည့်စုံအောင်ထိတ်တန်းရောက်အောင်ပွားထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတက်တန်းစိတ်အောင်နေလို့ရတယ်တက်တန်းစိတ်အောင်လို့ဆိုဒီမှာဘုန်းကြီးတို့ငယ်ငယ်တုန်းကတော့နားမလည်ခဲ့ဘူးပေါ့ဒီစကားကိုအာယုကပ္ပဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားသုံးတော့ကြားဘူးနာဝနဲ့
ရှင်အာနန္ဒာကသာတောင်းပန်လိုက်ပဲဆိုရင်တို့ဖျားဖူးခွင့်ရမှာပဲလို့စိတ်ကဒီလိုအောင်းမိခဲ့ဘူးတယ်ငယ်ငယ်တော့ရှင်အာနန္ဒာမတောင်းပန်လို့ရှင်အာနန္ဒာတောင်းပန်မယ်ဆိုရင်ဖျားကနေ့ထီအောင်တက်ထင်ရှားရှိနေမှာပဲလို့ငယ်ငယ်တော့အဲ့လိုထင်ခဲ့တယ်တကယ်တော့အဲ့ဒီအထင်မှားနေတယ်အာယုကပ္ပဆိုဒီမှာမြတ်စွာဘုရားပွင့်တဲ့တက်တန်းဟာတရားတန်းဘုရားဟာတက်တော်80ပဲရှိသေးတယ်ဆိုလိုတာကအသက်တရားပြည့်အောင်နေလို့ရတယ်သို့မဟုတ်တရားကြောင်အောင်နေလို့ရတယ်ဒီလိုဆိုလိုတာမြတ်စွာဘုရားနော်အဲ့တော့ရှင်အာနန္ဒာကိုမြတ်စွာဘုရားကဟောဒီအဋ္ဌိပတ်၄ပါးကိုငါကြာကြာနာနာပွားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့အာယုကတက်တန်းကြော်သည်ထိအောင်တက်တန်းစိတ်အောင်လည်းနေနိုင်တယ်တက်တန်းကြော်သည်ထိအောင်လည်းနေလို့ရတယ်လို့ရှင်အာနန္ဒာကိုမြတ်စွာဘုရားကစကရိတ်မိန့်ကြားတာရှင်အာနန္ဒာကအရှင်ဘုရားအများအကျိုးအတွက်အာယုကထိအောင်အသက်ရှိတော်မူပါလို့ဒီလိုမရှောင်မိဘူးမရှောင်မိတာလေအနောက်အရှက်ဝင်းနေလို့မရှောင်မိတာလို့မဟာပရိနိဗ္ဗာန်သုတ်မှာရှိတယ်အဲ့တော့ဆိုလိုတာကပြောချင်တာကသန္တာဝိရိယစိတ်တဝိမာန်တတို့ရဲ့စွမ်းအားဟာဘလောက်ကြီးတယ်ဆိုတာကိုပြောချင်တာနော်လူတိုင်းမှာသန္တာဆိုတာရှိတယ်ဝိရိယဆိုတာရှိတယ်စိတ်ဓာတ်ဆိုတာရှိတယ်ဝိမာန်တဆိုတဲ့အတိညာလူတွေမှာအခြေခံအားဖြင့်ရှိတယ်လို့ပြောအဲ့ဒီရှိနေတာတွေကိုစွမ်းအားပြည့်အောင်ကျင့်ပြီးတော့ထားမယ်ဆိုလို့ရှိရင်လူရဲ့စွမ်းအားတစ်ခုဖြစ်လာအဲ့ဒီစွမ်းအားကအောင်မြင်ကြီးပွားဖို့အတွက်များစွာအထောက်အကူဖြစ်စေနိုင်တယ်အလုံးကြားဖို့ကြလိမ့်မယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်နံပါတ်1အောင်မြင်ခြင်းနဲ့ဆန္ဒဒါရှိရအခုလည်းကြည့်လေအခုသာသနာရခိတအသင်းတွေဘာလို့ဖွဲ့တယ်ဆိုတာဖွဲ့ခြင်းနဲ့ဆန္ဒဘာသာသာသနာကိစ္စအတွက်လှုပ်ခြင်းနဲ့ဆန္ဒဆိုတာအရင်လာတာပဲလာသည့်အတွက်ကြောင့်ဖွဲ့ပြီးသားဖြစ်တယ်ဟောတရားပွဲတွေကျင်းပနိုင်တယ်လုံနိုင်ကိုင်းနိုင်တယ်ဆိုတော့ဒါတွေဟာဆန္ဒကစတင်လာတဲ့အရာတွေပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အရေးကြီးဆုံးကနံပါတ်1ကဖြစ်ခြင်းနဲ့ဆန္ဒလှုပ်ခြင်းနဲ့ဆန္ဒဘာသာသာသနာအတွက်ကြီးပွားအောင်လုပ်မယ်လို့ဆိုတဲ့စိတ်ဆန္ဒဒီဆန္ဒရဲ့စွမ်းဆောင်မှုလို့ဒီလိုပြောတာဒါဖြင့်ဆန္ဒရှိနေုံနဲ့ဖြစ်သလားလို့ဆိုမြတ်စွာဘုရားကအကုန်ဘက်ဆုံးအောင်ဟောထားတာဆန္ဒရှိုံနဲ့မဖြစ်ဘူးဆိုပြီးတော့ဝီရိယဆန္ဒရှိတဲ့အတိုင်းလှုပ်ဖို့လိုတယ်ကြိုးစားအဲ့ဒါလို့လှုပ်ပြီးဆိုတဲ့အခါမှာဘယ်လှုပ်ပဲလှုပ်အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူးဒါအလုံးလှုပ်ဖူးတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်နော်ဘယ်ကိစ္စပဲလှုပ်အဖူးအထစ်အခက်အခဲဆိုတာကြော်ရတာကြီးပဲအကုန်အဲ့ဒီလိုအခက်အခဲတွေကြော်ဖို့ရအတွက်ဘာလို့တော့ဆိုစိတ်ဓာတ်ကြံ့ခိုင်ဖို့မြတ်စွာဘုရားအမတ္တမထောင်းစီအောင်ဟောထားတာတခုအောင်မြင်ကြီးပွားခြင်းရင်ဆန္ဒရှိရရှိတဲ့အတိုင်းကြိုးစားရမယ်အခက်ခဲတွေ့လာလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်ရမယ်ဟောနော်စင်္ဃာဆက်ကတခုနဲ့တခုအမှတ်တမဲ့ဟောတာမဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမာန်တာဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားဉာဏ်လို့ခေါ်တယ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူကနော်စဉ်းစားဉာဏ်နဲ့လုပ်တဲ့အရာတစ်ခုဟာအမှားမရှိဘူးပေါ့ဒါကြောင့်မို့ဒီ၄ခုပေါင်းလိုက်တဲ့အခါမှာဆန္ဒရှိတဲ့နောက်ကကြိုးစားမှုလိုက်တယ်စိတ်ဓာတ်ချမ်းခိုင်တယ်လှုပ်သမျှအသိဉာဏ်နဲ့ဥဆောင်ပြီးတော့လှုပ်တယ်လို့ဆိုတဲ့အခါဘယ်မှလည်းမအောင်မြင်ပဲရှိမလဲဒါကြောင့်မို့လို့ပါဠိစာပေမှာရောမြန်မာစကားမှာရောအဆိုလေးတွေရှိတယ်ပါဠိစာပေကအလိုလာတာကဘယ်လိုလာတော့သန္တဝတ္တောကိဏ္ဏမကမ္မနသိစတိတဲ့သန္တဝတ္တောသန္တရှိတဲ့ပုဂ္ဂိုလ်မှာကိဏ္ဏမကမ္မနသိစတိမအောင်မြင်မပြီးစည်းနိုင်တဲ့အလုပ်ဆိုတာဘယ်မှာရှိမလဲအောင်မြင်နိုင်တယ်လို့ပြောတာနော်ဆန္ဒရှိပြီဆိုလို့ရှိရင်မအောင်မြင်တဲ့အလုပ်ဆိုတာမရှိဘူးတဲ့အောင်မြင်နိုင်တယ်လို့ဒီလိုပြောတာဒါတခုဝိရိယဝတ္တောကိဏ္ဏမကမ္မနသိစတိဝိရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်နိုင်ဘူးဆိုတာမရှိဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်အောင်မြင်ကြီးပွားနိုင်တယ်ဘုရားလောင်းကိုယ်တိုင်တောင်မှပဲစဉ်းစားကြည့်နော်ဘ
သူမိတာရသေးဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တယ်တွေ့တဲ့အခါမှာဒီပင်ကရာမြတ်စွာဘုရားထံတပည့်ခံလိုက်မယ်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဒီပင်ကရာမြတ်စွာဘုရားထံတပည့်ခံပြီးတော့ယဟန်ပြုပြီးတရားချစ်မယ်ဆိုလို့ရှိရင်အဲ့ဒီဘဝမှာပဲယဟန်ဖြစ်သွားမှာအတိညာပြည့်စုံပြီးသားဖြစ်တယ်ဒီလိုဆိုလိုတာနော်သို့တော့အဲ့ဒီဘဝမှာယဟန်ဖြစ်ခြင်းနဲ့ဆန္ဒမဟုတ်ဘူးဘုရားဖြစ်ခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒီဆန္ဒကြောင့်လက်တကမ်းအတွင်းရောက်နေတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့စွမ်းရည်တွေကိုစွန့်ပယ်ပြီးတော့ဒီဖျားဖြစ်လို့တဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့ဖျားဖြစ်သည့်ထိအောင်ကြည်ကြံကြုတ်ကိုအထုတ်လာခဲ့တာဒါဆန္ဒပဲလေဖျားဖြစ်တာကိုကဒီဆန္ဒကြောင့်ဖြစ်တယ်လို့ဒီလိုဆိုလို့တာနောက်တစ်ခုကျိုးပန်းအထုတ်မှုနဲ့ပတ်သက်လာတဲ့အခါမှာကျိုးပန်းနယ်လို့ဆိုတဲ့နေရာမှာနောက်ဆုံးမှာဖြစ်နိုင်တာလားမဖြစ်နိုင်တာလားလို့မဖြစ်နိုင်တဲ့အလုပ်တောင်မှပဲကြိုးစားမှုဆိုတာလုပ်ရတယ်နော်ကြိုးစားအထောက်မှုဆိုတာလုပ်ရဆိုပါစို့ပင်လေကြီးထဲမှာမျောနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလက်ပြကူးပြီးတော့ကမ်းခြေကိုရောက်နိုင်မှာမလားဘယ်လုံးမှမျောမှန်းလို့မရအဲ့တော့မရောက်နိုင်ဘူးဆိုပြီးတော့ဒီတိုင်းပဲပင်လယ်ထဲမှာအသေးခံမလားမကြိုးစားပဲနဲ့ပင်လယ်ထဲမှာအသေးခံရမလားဆိုတော့အသေးမခံရဘူးဖျားလောင်းနေရဲ့စိတ်ဓာတ်ကြတော့ကြည့်မဟာစနကမင်းသားသင်္ဘောပြက်ပြီးတော့ကြံတဲ့ပုဂ္ဂိုလ်တွေကနတ်တွေပူဇော်ကြငိုကြယိုချနဲ့သူတို့ဟာဘာမှကိုယ့်ရဲ့အစွမ်းအစတွေကိုအာမထုတ်ပဲနဲ့နတ်တွေတိုင်တီငိုယိုပြီးတော့အလုံးသေးကြွသေးသွားကြတယ်ပေါ့ဖျားလောင်းစနကမင်းသားကြတော့အဲ့ဒါလို့မဟုတ်ဘူးနီလန်းရှာတယ်နီလန်းရှာပြီးတော့လွတ်အောင်ကြိုးစားတယ်သူကလူတွေအများစုပေတဲ့နေရာလူတွေအများစုရေထဲနစ်လာတဲ့အခါမှာရေထဲမှာငမန်းဆိုတဲ့အကောင်ကြီးတွေကရှိတာကိုအဲ့တော့ငမန်းဆိုတဲ့အကောင်တွေကဝိုင်းပြီးတော့စားကြမှာပေါ့အဲ့ဒီလိုငမန်းတွေကတင်မောသားတွေဝိုင်းစားနေတဲ့အချိန်မှာဖះအလောင်းကအမြင့်ဆုံးရွက်တိုင်ပေါ်မှာတက်ပြီးတော့အဲ့ဓာတွေကိုကြော်သွားအောင်ဟိုဘက်ထီအောင်ခုန်ပြီးတော့ပင်လယ်ကြီးကို9ရက်တိတိလက်ပစ်ကူးနေတာအဲ့တော့နတ်သမီးကလာမေးတဲ့ဇာလန်းမှာဘာဖြစ်လို့လှုပ်တာလဲကမ်းမမြင်လမ်းမမြင်နဲ့မရောက်နိုင်တဲ့ကိစ္စကိုဘာဖြစ်လို့အပင်ကမန်းခံလှုပ်တုံးဆိုတော့ဘုရားလောင်းပြောတဲ့စကားလေးကအမှန်တမ်းကောင်းတယ်သူကရောက်နိုင်တာမရောက်နိုင်တာငါအလုပ်မဟုတ်ဘူးကြိုးစားအထောက်အမှငါအလုပ်တယ်ဒီစကားအမှန်တမ်းတန်ဖိုးရှိတဲ့စကားနော်ဖြစ်တာမဖြစ်တာငါအလုပ်မဟုတ်ဘူးကြိုးပမ်းဖို့ရငါအလုပ်ဒါကြောင့်မို့တရားထုတ်တဲ့အခါမှာလည်းဒီတိုင်းပဲသောတပန်မဖြစ်ဘူးသဂရကမဖြစ်ဘူးတမာရီမရဘူးနဲ့မတွေးနဲ့လှုပ်တာကိုအလုပ်ဘာပဲဖြစ်ဖြစ်လှုပ်နေဖို့ရကိုအလုပ်မလှုပ်ဘဲမနေနဲ့လှုပ်နေရဆိုလိုတာကအလုပ်တစ်ခုကိုစ조사အထုတ်နေရစ조사အထုတ်မှုဟာကိုအလုပ်ခုနလိုဟာပင်လေကြီးကမ်းမှမမြင်တာငါလက်ပြစ်ကူးနေုံနဲ့ရောက်ပါမလားလို့ဒီလိုတွေးလိုက်မယ်ဆိုလို့ရှိရင်ရောက်နိုင်မှုကရှိမှမရှိပဲ impossible မဖြစ်နိုင်တဲ့ကိစ္စကြီးတခုသို့တော့ဒါမတွေ့ဘူးရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးစ조사အထုတ်အောင်မစ조사တဲ့လူတွေအကုန်သေးကုန်ပြီငါခဏိထိအသက်ရှင်နေတယ်စ조사လို့ဟောနော်ဒီလိုဆိုလို့တာအဲ့တော့ဘုရားလောင်းရဲ့စိတ်ဓာတ်ဝါယမိတ်ထေဝပုရိသောနတ်နိဗ္ဗိနေယပဏိတော်တယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်ကြိုးစားအထောက်ရမယ်တဲ့ကြိုးစားအထောက်မှုပေါ်မှာလက်မြောက်ပြီးအရှုံးပေးတာမျိုးဘယ်တော့မှမလုပ်ရဘူးဘယ်ကိစ္စမှဖြစ်ဖြစ်မအောင်မြင်အောင်မြင်သည့်အထိကြိုးစားရမယ်လို့ဒီလိုဆိုလို့တာဒီပြန်တည်ထွင်မှုနဲ့ပတ်သက်တဲ့သမိုင်းကိုကြည့်မလားအခုလူတွေဟာကဘာအနှံ့ခရီးသွားတဲ့အခါမှာလေမြန်စီးပြီးတော့သွားကြတာအဲ့ဒါ right brother ဆိုတဲ့ညီနောင်တွေရဲ့ကျိုးပန်းအထောက်မှုကြောင့်လူတွေဟာဒီကနေ့လေမြန်စီးပြီးကောင်းကင်ကနေပြီးခရီးတွေသွားနိုင်ကြတာနော်သူတို့ဟာအမျိုးမျိုးကြိုးစားခဲ့ရှေ့ပိုင်းကလူတွေလည်းအမျိုးမျိုးကြိုးစားကြလူကိုတောင်တက်ပြီးတော့အမြင့်ကခုန်ချပြီးတော့ပြန်ကြည့်တယ်အသေးခံပြီးလှုပ်တာနော်
အဲ့ဒါလို့ကြိုးစားလာတဲ့အတွက်ကြောင့်နောက်ဆုံးမှာဘာဖြစ်သွားတော့ဆိုအခုခေတ်လင်ညာကြီးတွေဖြစ်လာလို့အလုံးဟာကောင်းကင်ကနေပြန်နိုင်တဲ့အနေအထားမျိုးရောက်သွားတယ်လေမဖြစ်နိုင်တာရှင်းတော့ကတော့ဒီလူတွေမဖြစ်နိုင်တာလုပ်တယ်လို့ပြောကြမှာသို့တော့မဖြစ်နိုင်ဘူးဆိုတာဖြစ်လာတယ်ကြိုးစားအထောက်မှုလို့ဒီလိုပြောတာเนาะအဲ့တော့ကိုယ့်ကိုအမြဲတမ်းစွမ်းအားတတ္တိဆိုတာရှိကိုရှိတာဒါကြောင့်မို့ဝီရိယဆိုတာအမှန်မှအရေးကြီးတယ်ဒါမို့ဝီရိယဝတ္တောကိဏ္ဏမကမ္မနာသိစတိဝီရိယရှိတဲ့ပုဂ္ဂိုလ်ဖို့မအောင်မြင်နိုင်တဲ့ဒီအလုတ်ဆိုတာမရှိဘူးတဲ့အကုန်လုံးအောင်မြင်နိုင်ထို့တူပဲစိတ်တဝတ္တောကိဏ္ဏမကမ္မနာသိစတိစိတ်ဓာတ်ခိုင်မာမှုဟာလည်းအောင်မြင်ခြင်းအကြောင်းတစ်ခုပဲစိတ်ဓာတ်မခိုင်လို့ရှိရင်သူကစောစောတွေကရှုံးသွားတတ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုကအမှန်တမ်းအရေးကြီးတာဒါကြောင့်မို့စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်းတည်ဆောက်ရမှာဖြစ်တယ်ဒါလူဆွမ်းအားရကြီးပဲအကုန်လုံးဝိမာန်တဝတ္တောကိဏ္ဏမကမ္မနာသိစတိစဉ္ညတုံတရားစဉ်းစားလုပ်တတ်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့ကိစ္စဆိုတာမရှိဘူးတဲ့အောင်မြင်ရမယ်လို့ဒီလိုဆိုလို့ဒါကြောင့်မို့သန္တာဝီရိယစိတ်တဝိမာန်တဒါတွေဟာတကယ်ကိုအာကိုတိုက်တဲ့လူရဲ့စွမ်းအားတွေပဲဒါတွေအာမကိုပဲနဲ့အပြင်ကိုသွားအာကိုနေမယ်ဆိုလို့ရှိရင်လူတွေဟာညံ့သွားမှာပဲပေါ့နော်ဒါကြောင့်မို့လို့ဒီစွမ်းအားတွေကိုအောင်မြင်ကြီးပွားဖို့အတွက်ကိုယ်မှာဒီစွမ်းအားတွေအာကိုကြရမှာဖြစ်တယ်စာအုပ်လေးတစ်အုပ်မှာဘုန်းကြီးတို့အိန္ဒိယနိုင်ငံရောက်တဲ့အချိန်မှာအနားယူနေတော့ဖတ်เสียစာအုပ်ရှာရင်းကနေပြီးတော့အဖုံးဆုပ်နေတဲ့စာအုပ်ကလေးတစ်အုပ်တွေ့တယ်။ခေါ့ကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကြီးရေးထားတဲ့စာအုပ်ပေါ့။အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်လေးပါ။ဘာသွားတွေ့တော့ဆိုတော့အပြည့်မြေလျှောက်ဖတ်ရင်းကနေဘာတွေ့တော့ဆိုစကားလုံးလေးတစ်လုံးသွားတွေ့တယ်။ God makes the impossible possible ။နော် God makes the impossible possible အတိပ္ပယ်က God ဆိုတဲ့သာဝရဘုရားဟာမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်နိုင်တယ်လို့ဒီလိုရေးထားတာအဲ့ဒီထဲပဲအဲ့ဒီစာကြောင်းလေးကအင်္ဂလိပ်လို sentence လေးရေးထားပုံလေးလှသို့တော့သာဝရဘုရားဟာမဖြစ်နိုင်တာတွေကိုအကုန်ဖြစ်အောင်လုပ်နိုင်သလားလို့ဒါယုံကြည်တဲ့ပုဂ္ဂိုလ်တွေကတော့လုပ်နိုင်တယ်လို့ပြောတာအဲ့တော့ဗုဒ္ဓဘာသာတွေအယူအဆအနေနဲ့အဲ့ဒီစကားလုံးလေးကိုသုံးပြီးတော့ဘုန်းကြီးတို့မကြာခဏတွန်းအားပေးတဲ့စကားလေးတွေပြောတဲ့အခါကျတော့ဆန္ဒ makes the impossible possible လူတွေမှာစိတ်ဆန္ဒရှိလာပြီဆိုလို့ရှိရင်မဖြစ်နိုင်တာဖြစ်အောင်လုပ်နိုင်တယ်လို့ဆန္ဒရှိဖို့လိုအပ်တယ်ဒါမို့ကလေးလေးတွေတွေ့တဲ့အခါကျတော့မေးကြည့်မင်းကြီးရင်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဆိုဒါဆန္ဒလေးတွေပဲလေသူတို့ငယ်စဉ်ကဆန္ဒကလေးတွေအဲ့ဒီဆန္ဒလေးတွေဟာမအောင်မြင်ဘူးလို့မပြောနိုင်ဘူးနောက်ကဝီရိယလိုက်လာမယ်စိတ်ဓာတ်ကြံ့ခိုင်မှုရှိလာမယ်ဝိမာန်တဆိုတဲ့ပညာစင်ញင်တုံတရားတွေပါလာမယ်ဆိုလို့ရှိရင်အောင်မြင်သွားမှာပဲဒီလိုဆိုတော့ဒါကြောင့်မို့လို့အဲ့ဒီစကားလုံးလေးအတိုင်းပဲဝီရိယ effort makes the impossible possible ဒါလေးတွေမှတ်သားပြီးတော့ကိုအားပေးစကားပြောဖို့လိုအပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့စွမ်းအားတွေဟာရမယံခါကြတော့တွန့်ဆုတ်ပြီးတော့သွားတတ်တယ်အဲ့ဒါလို့တွန့်ဆုတ်သွားတဲ့အခါမှာစီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ပညာရေးကြိုးစားတာပဲဖြစ်ဖြစ်အဲ့ဒါဒီတွန်းအားလေးတွေဟာကိုယ်တဏ္ဍာမှာအရေးကြီးတယ်တွန်းအားတွေပေးလိုက်တာနဲ့စွမ်းအားတွေကမြင့်တက်သွားတာပဲလူရဲ့စွမ်းအားတွေမြင့်တက်သွားနိုင်တယ်ထို့တူပဲ mind makes the impossible possible စိတ်ဓာတ်ဟာလည်းပဲမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဝိမာန်တ examine knowledge wisdom makes the impossible possible wisdom ဆိုတဲ့ပညာဟာလည်းပဲမဖြစ်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့ဒီစွမ်းအားတွေကဘယ်မှာရှိတာတုံးဆိုလူတွေရဲ့တဏ္ဍာမှာရှိတာကြီးပဲအကောဒါမို့လူတဏ္ဍာမှာရှိတဲ့စွမ်းအားတွေကိုကိုယ်မြင့်တင်ပေးဖို့ပဲလိုအပ်တယ်မြင့်တင်ပေးဖို့နည်းလမ်းတွေရှိတဲ့အတိုင်းမြင့်တင်ပေးရမယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကလည်းအောင်မြင်ကြီးပွားဖို့ရာအတွက်စွမ်းအားဆိုတာကိုယ်တဏ္ဍာမှာပဲရှိတယ်တဲ့အဲ့ဒီစွမ်းအားတွေကိုမြင့်တင်ပြီးမှ
ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဘဝတစ်ခုရလာပြီရလာတဲ့အခါမှာအမှတ်တမဲ့နဲ့ဘဝတစ်ခုအဆုံးသတ်မသွားစေရကိုလုံနိုင်တဲ့စွမ်းရည်တတ္တိတွေရှိကြလူတိုင်းမှာစွမ်းရည်တတ္တိတွေရှိကြရှိနေတဲ့စွမ်းရည်တတ္တိတွေကိုအသုံးမချပဲနဲ့နေ့စဉ်နဲ့အမျှစားစရာရှာရင်ဝိုးစရာရှာရင်နေစရာအတွက်အလုပ်လုပ်ရင်းနဲ့ဒါလေးတင်ဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်လူဖြစ်ရကြိုးဆိုတာမနှက်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုလူတွေမှသာစားစရာရှာတာမဟုတ်ဘူးတိရစ္ဆာန်တွေလည်းစားစရာမရှာဘူးလား။အဲ့တော့ဘာမှမထူးဘူးလေသူတို့လည်းစားစရာရှာတာကိုယ်လည်းစားစရာရှာတာနော်။ဝတ်စရာတိရစ္ဆာန်တွေကြတော့ဝတ်စရာတော့မရှာဘူးပေါ့နော်။နေစရာရှာတယ်သူတို့လည်းအတိုက်တွေအမြုံတွေနေစရာရှာတယ်။စားစရာရှာတယ်ဝတ်စရာရှာတယ်နေစရာရှာတယ်မကြမ်းမမာရင်ဆေးကုဖို့လိုရတယ်ဆိုတာဒီလိုဟာတွေနဲ့တင်အချိန်ကုန်ရင်ဒါဘဝတစ်ခုဟာရိုးရအလုပ်တစ်ခုနဲ့ပဲအချိန်ကုန်သွားတယ်ထူးခြားလာတဲ့အနေအထားတစ်ခုမှမရှိဘူးတဲ့ဒါကြောင့်မို့ထူးခြားလာအောင်ကိုယ့်ရဲ့စွမ်းရည်တတ္တိတွေကိုတဘဝပြီးတဘဝမြင့်လာအောင်မြင့်တင်ပေးဖို့လိုအပ်တယ်အဲ့ဒါလို့ဘဝတစ်ခုမှာလေ့ကျင့်မြင့်တင်ပေးတာကိုပဲပါရမီဖြည့်တယ်လို့ပြောတာကိုယ်စိတ်ဓာတ်ကိုကိုပြင်ဖို့လိုအပ်တယ်လူတွေဟာဒီအကြောက်တရားတို့အမျော်တို့ဟာခောက်ရွေးကြိုးနေတာမျိုးဖြစ်တတ်တယ်ပေါ့ကြောက်စရာလည်းမလိုဘူးမျောနေစရာလည်းမလိုဘူးအရေးကြီးဆုံးကမျောတင်းချက်ထားလို့ရှိရင်အဲ့ဒီအတိုင်းဥတည်ပြီးတော့ဆန္ဒရှိရမယ်ကိုရှိတဲ့ဆန္ဒအတိုင်းလုံလဝိရိယနောက်ကလိုက်ရမယ်စိတ်ဓာတ်ချမ်းခိုင်မှုရှိရမယ်လုပ်ပြီးဆိုတဲ့အခါမှာစဉ္ញံတုံတရားရှေ့သွားရှိပြီးတော့လုပ်ရမယ်လို့ဒီလိုဆိုလို့ရှိရင်လူတွေရဲ့စွမ်းအားဟာပြည့်လာပြီးတော့အောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုမရဘဲမနေဘူးဘယ်အထိကိုအောင်မြင်နေတာလဲဆိုတဲ့အတိုင်းအတာတစ်ခုရအောင်မြင်ကြီးပွားအဲ့ဒီအောင်မြင်ကြီးပွားတယ်ဆိုတာကိုမင်္ဂလာလို့ခေါ်တာပဲလောကမှာလူတွေကမင်္ဂလာနဲ့ပြောတာမင်္ဂလာဆိုတာဟိတဒုက္ခဖြစ်ပေါ်စေတာဟိတဒုက္ခဖြစ်တယ်ဆိုတာအောင်မြင်တာကြီးပွားတာကိုပြောတာအဲ့ဒီအောင်မြင်မှုကြီးပွားမှုဟာလူရဲ့စွမ်းအားနဲ့လူတဏ္ဍာမှာရှိရမယ့်အနေအထားတွေအခြေခံတွေအခြေအနေကောင်းတွေမရှိဘဲနဲ့ဘာတစ်ခုမှဖြစ်မှာမဟုတ်တစ်ပင်လေးတစ်ပင်စိုက်အောင်နော်အခြေအနေကောင်းရှိရမယ်ဘာအခြေအနေကောင်းတော့ဆိုမြေကောင်းရမယ်ရေကောင်းရမယ်နော်ရာသီဥတုကောင်းတဲ့နေရာဖြစ်ရဒီလိုဆိုရင်ဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ဖြစ်တဲ့လောက်မဖြစ်ဘူးအခြေအနေကောင်းဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီလိုအခြေအနေကောင်းဆိုတာကိုယ့်အကိုဖန်တီးပေးရအခြေအနေကောင်းကိုဖန်တီးပေးခြင်းဖြင့်စွမ်းဆောင်မှုစွမ်းအားတွေဟာတိုးတက်ပြီးတော့သွားမှာကောင်းပြီမြတ်စွာဘုရားမင်္ဂလာတုတ်မှာဆိုလို့ရှိရင်ဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်တွေကဒီတိတိကျကျ apply လုပ်ပြီးတော့နားလည်ဖို့အမှန်တမ်းအရေးကြီးတယ် apply လုပ်တယ်ဆိုတာလက်တွေ့သုံးချတာကိုပြောတာနော်ဘုရားဘာသာဝင်နေအများစုဟာဘာလုပ်လဲဘုရားရှိခိုးတယ်ဒါနလုပ်တယ်သီလဆောက်တည်တယ်ရိုးရာအလုပ်ကလေးနဲ့တင်ဒီလိုနေကြတယ်မြတ်စွာဘုရားဟောတာဟာဒီတဲ့ပို့တယ်နော်မြတ်စွာဘုရားအဆုံးအမတွေမှာဒီတဲ့ပို့တယ်ဒီတဲ့ပို့တာတွေကိုအမှတ်ထားတတ်ဖို့လိုတယ်မြတ်စွာဘုရားဆုံးမတဲ့အခါမှာလူတွေမှာ၃ပိုင်းခွဲကြည့်လိုက်ကိုယ့်ကိုယ်ဘယ်အစားတွေကလဲဘယ်အဆင့်ကလဲအခုပြောမယ်ဆိုရင် level ပေါ့ level 1 2 3ထားကြည့်အဆင့်30ထားကြည့်ပဲနံပါတ်1အဆင့်ကဘာတော့ဆိုဒီဘဝမှာစီးပွားဥစ္စာတွေကြီးပွားတိုးတက်ပြီးသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့တိုက်ဝန်းနဲ့ချမ်းချမ်းသာသာနေချင်တယ်ဆိုတဲ့လူကဒါပထမအဆင့် level ပဲအဲ့ဒီအဆင့် level အောင်မြင်ဖို့အတွက်လည်းမြတ်စွာဘုရားဟောထားရှိတယ်ဒီအဆင့်နဲ့တည်းမကျင့်တတ်သေးဘူးနောင်ဘဝဆိုတာကိုမသိဘူးမသိတဲ့နောင်ဘဝအတွက်ဘာလုပ်ရဘာပြင်ထားရမလဲဘယ်လိုပြင်ဆင်ရမလဲဒီဘဝကြီးဟာတနေ့ကျလို့ရှိရင်တို့ဒီဘဝကြီးကအဆုံးသတ်မှာအဆုံးသတ်သွားတော့နောင်ဘဝမှာအခြေအနေကောင်းအောင်တို့ဘာလုပ်ထားရမလဲကိုမသိဘူးအဲ့ဒါအတွက်လည်းမြတ်စွာဘုရားကတံပရာယိကထလို့ခေါ်တယ်နောင်ဘဝအတွက်အကျိုးရှိရာရှိကြောင်းမြတ်စွာဘုရားဟောထား
ဘာတွေပြင်ဆင်ထားရမယ်ဆိုတာမြတ်စွာဘုရားအကျိုးတင်ဟောတာဒါကဒီဘဝတည်းမကဘူးနောက်ဘဝပါကောင်းစားခြင်းတဲ့ပုဂ္ဂိုလ်တွေက level 2လို့ဒီလိုမှတ်တယ်အဆင့်2မှာဒီလိုစဉ်းစားဟောအဆင့်3ရောက်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝလည်းကြီးပွားတိုးတက်လဲကြီးပွားတိုးတက်မှုလည်းမလိုချင်ဘူးနောက်ဘဝဆိုတာလည်းမလိုချင်တော့ဘူးဒီဘဝမှာပဲဒုက္ခတွေအဆုံးသတ်ပြီးတော့နိဗ္ဗာန်ရချင်တယ်ဆိုတဲ့ပုဂ္ဂိုလ် level 3အဆင့်မြင့်ဆုံးပဲသူအဆင့်လိုက်သူအလုံးလုံးဖို့လိုတယ်နော်သူအဆင့်လိုက်သူလုံးလုံးရမယ်နံပါတ်1အဆင့်ကနံပါတ်3သွားလုံးလို့မရဘူးသူအဆင့်နဲ့သူလုံးရဘယ်ဟာအရာပဲဖြစ်ဖြစ်အကြောင်းဟာသူ့အကြောင်းနဲ့သူရှိတယ်မြတ်စွာဘုရားကအဲ့ဒီ3မျိုးလုံးနဲ့ဟောထားတယ်ဒါကြောင့်မို့ဘုရားကိုတတ်တာလို့ဂုဏ်ပြုပြီးတော့ဒီတကယ့်ကိုဆုံးမနိုင်တဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်အောင်ဆုံးမနိုင်တဲ့ဆရာတဆူလို့ဒီလိုတတ်တာတွေကမနုဿာနံလို့ဆိုပြီးတော့ဘုရားကုံတော်ထဲမှာဒီလိုဆိုထားတာနော်ဒိဋ္ဌဓမ္မိကတံပရာယိကပရမတ္ထေဟိတတ္တိတာတတိအနုတတတိဒီတတ်ထားတယ်ဒိဋ္ဌဓမ္မိကဆိုတာဒီဘဝချမ်းသာဒုက္ခရဖို့အတွက်လမ်းညွှန်မှုပြုတာတံပရာယိကဆိုတာပေတိချမ်းမဲ့၌ကောင်းရသူတွေရောက်ဖို့ပရမတ္ထဆိုတာတန်လျာဝကလွတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဒီ3ခုစလုံးကိုပေးနိုင်တယ်လောကီပညာတွေကဒီဘဝချမ်းသာဖို့တစ်ခုပဲပေးနိုင်တယ် level 2မလုံနိုင်ဘူး level 3ဆိုဝေးနော်တေချာစဉ်းစားကြည့်နော်အခုခေတ်တက္ကသိုလ်တွေ university တွေ college တွေထောင်ထားတာဘယ်အတွက်လဲဆိုဒီဘဝချမ်းသာရေးတစ်ခုအတွက်တယ်ဒိဋ္ဌဓမ္မိကအတွက်တစ်ခုတင်ဒိဋ္ဌဓမ္မိကတောင်ပြည့်စုံသလားဆိုပြည့်မစုံဘူးဒိဋ္ဌဓမ္မိကအတွက်တောင်တချမ်းပဲတတ်နိုင်နေတယ်ဒီလိုဆိုအောင်လောကီပညာတချမ်းပဲဘာဖြစ်လို့တချမ်းပဲလို့ပြောရတာတော့ဆိုလောကီပညာသင်လိုက်လို့ရှိရင်ဘာတွေသင်ပေးတာတော့ဆိုစီးပွားဥစ္စာရှာနီးကား economy ပေါ့ပြောမယ်ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာတွေရအောင်ရှာတဲ့နီးရပြီးသားစီစဉ်ဥစ္စာတွေတိုးတက်အောင်လုပ်နိုင်တဲ့နီးဒါကိုဒီနီးကိုပဲသင်ပါပဲအလောက်ကန်ရမယ်စီးပွားရမယ်စီးပွားဖြစ်မယ်ဒီဟာပဲသင်ပေးအဲ့ဒါဟာတချမ်းပဲရှိသေးတယ်မြတ်စွာဘုရားဟောထားတာလူဆိုလို့ရှိရင်နှစ်ဖက်ဆောင်ရမယ်တဲ့အမြင်မျက်စိ2မျိုးရှိရမယ်တဲ့လူတွေမှာအမြင်မျက်စိ2မျိုးဆိုတာနံပါတ်1ကဘာတော့ဆိုရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နော်စီးပွားရှာနိုင်တဲ့မျက်စိဆိုတာစီးပွားရေးမျက်စိဆိုတာခုနပြောတဲ့ economy ကိုပြောတာနော်ဘယ်လိုစီးပွားရှာတဲ့မျက်စိလဲလို့ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားလာအောင်နော်တဖြည်းဖြည်းချမ်းသာကြွယ်ဝလာသည့်ထိအောင်ရောင်းဝယ်ဖောက်ကားစိုက်ပျိုးပါညာအကုန်လုံးပေါ့လူလောကမှာစီးပွားဖြစ်ထွန်းအောင်စီးပွားကြီးပွားတိုးတက်အောင်လုပ်တဲ့ဒီစနစ်တွေအဲ့ဒါဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခြုံငုံပြောလို့ရှိရင်အဲ့ဒီစီးပွားရေးမျက်စိကမျက်စိတစ်လုံးမှရှိသေးတယ်တစ်ဖက်ပဲရှိသေးတယ်မြတ်စွာဘုရားကနောက်တစ်ဖက်ရှိသေးတယ်တဲ့အဲ့ဒီနောက်တစ်ဖက်ကဘာလို့ဆိုရင် moral eye လို့ခေါ်တယ်နော်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရအောင်ပဲဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာခွဲခြားပြီးသိနိုင်စွာရှိတဲ့ပညာရရှိရအောင်ပဲမှန်တယ်အဲ့ဒီနှစ်ခုစုံမှလူကောင်းလို့ခေါ်တာအေးစီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့လူတွေဘာဖြစ်လဲလို့ဆိုရင်ဘာပဲဘသူတွေတေးတိမ်ငတေးမှာပြီးရောဆိုစီးပွားရှာနေကြတာကြည့်လေခဏခေတ်မှာစီးပွားရှာတာကြည့်လေမမမကန်ပစ္စည်းဥစ္စာတွေမမမကန်အစားအသောက်တွေနဲ့စီးပွားရှာတယ်နော်ဘသူတွေဘာဖြစ်ဖြစ်ဆိုပြီးတော့စီးပွားရှာနေတဲ့လူတွေမရှိဘူးလားဆိုရှိတယ်အဲ့ဒါဘာလို့ဒီလိုဖြစ်ရတာတော့ဆို moral eye လို့ခေါ်တဲ့ဒုတိယမျက်လုံးမရှိတာဒုတိယမျက်လုံးမရှိတဲ့လူကတော့စီးပွားဖြစ်ပြီးရောအကုန်လုံးပဲသူ့ရဲ့စိတ်ဓာတ်ကအဲ့လိုပတ်စံရရင်ပြီးရောပေါ့ရှင်းပြောရင်ပတ်စံရရင်ပြီးရောအကုန်လုံးပဲအဲ့ဒါစီးပွားရေးမျက်စိတစ်ဖက်တတ်တင်ရှိတာမြတ်စွာဘုရားကအဲ့ဒါဆိုမပြည့်စုံဘူးတဲ့ကိုချင်းတရားနဲ့ပြန်ထည့်ရကိုချင်းတရားနဲ့ပြန်ထည့်မှာစီးပွားဖြစ်ရုံနဲ့မကြည့်ရဘူး
ကိုချင်းတရားမပျက်စီးစေရကိုချင်းတရားနဲ့ပြန်ထိန်းတာအကုသိုလ်နဲ့စီးပွားမရှာဘူးကုသိုလ်နဲ့ပဲစီးပွားရှာမကောင်းတဲ့အလုံးနဲ့စီးပွားမရှာဘူးသူများထိခိုက်မဲ့အလုံးနဲ့စီးပွားမရှာဘူးကောင်းတဲ့အလုံးနဲ့ပဲအများမထိခိုက်တဲ့နည်းနဲ့ပဲစီးပွားရှာမယ်လို့ဟောဒီနှစ်ခုထိန်းညှိပေးထားတာထိန်းညှိပေးထားတာစီးပွားရေးနဲ့ကိုချင်းတရားဒီနှစ်ခုကတွဲဖက်ပြီးတော့ထားကဲကိုချင်းတရားပြက်ပြားပြီးတော့စီးပွားပတ်စံရပြီးရောဘယ်လိုနည်းနဲ့ရှာပတ်စံရပြီးရောဆိုတဲ့လူတွေဟာကိုချင်းတရားပြက်ပြားလာသည့်အတွက်ကြောင့်နောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ဘယ်တော့မှမကောင်းဒီဘဝကောင်းတယ်ဆိုအောင်တော့နောက်ဘဝကောင်းဖို့မရှိတော့ဘူးသူတို့ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကဒီနှစ်ခုထိမ့်ကြည့်ပြီးတော့ထားမယ်လူတော်လူကောင်းဆိုတာဒီနှစ်ခုရှိစာပေကပြောတယ်ဒွိစက္ခုလို့ခေါ်တယ်မျက်စိနှလုံးရှိတယ်မျက်စိနှလုံးရှိရမယ်မျက်စိနှလုံးစီးပွားရှာရတဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရဒီမျက်စိနှလုံးထိမ့်ချုပ်ပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်မှာတကယ်လူတော်လူကောင်းလို့ဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားဒါဘုရားဟောတဲ့အခြေခံတရားတွေပဲနော်အဲ့ဒီတရားဘယ်မှာရှိတာတုံးဆိုအင်္ဂုတ္တရနိကေအန္တသုတ်တံဆိုတာမြတ်စွာဘုရားဟောတာရှိအဲ့ဒီအန္တသုတ်တံမှာလောကလူသားတွေရဲ့အကျိုးရည်ညွှန်းပြီးတော့မြတ်စွာဘုရားစီးပွားရှာတာတောင်မှပဲတရားသဖြင့်စီးပွားရှာရမယ်လို့ဒီလိုဟောတာအကြောင်းမဲ့မဟုတ်ဘူးပြန်ပြီးတော့ထိမ့်ညှိပေးထားတဲ့သဘောအဲ့ဒါလို့ထိမ့်ညှိထားတဲ့လမ်းမှန်ပေါ်ကနေပြီးတော့လမ်းလွဲမသွားအောင်မြတ်စွာဘုရားကလမ်းကြောင်းကိုဖော်ထုတ်ပေးတာအဲ့ဒီလမ်းပေါ်လျှောက်သွားတဲ့ပုဂ္ဂိုလ်မှရလာတဲ့စည်းစိမ်ဥစ္စာလည်းခိုင်မြဲတယ်ကိုချင်းတရားကောင်းမွန်သည့်အတွက်ကြောင့်မဟုတ်မတရားတွေလည်းမဖြစ်ဘူးတဲ့ကောင်းတဲ့ဘက်ကပဲသွားတယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်တို့စီးပွားရှာတတ်အောင်လည်းကြိုးစားအထောက်ရမယ်စီးပွားရှာတဲ့အခါမှာလည်းပဲမတော်မတရားအဓမ္မဒုစရိုက်လုပ်ငန်းနဲ့စီးပွားရှာတာမျိုးတို့မလုပ်စေမဖြစ်စေရဘူးကိုချင်းတရားပြတ်သွားတဲ့စီးပွားရှာနည်းမျိုးလည်းမရှာရဘူးဟောမြတ်စွာဘုရားကဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တင်းတင်းကြပ်ကြပ်ပြောတာမဟုတ်ပေမဲ့ဥပဒကဘုရားဘာသာဖြစ်လာလို့ရှိရင်ဟောဒီအယောင်းဝယ်၅မျိုးတော့မလုပ်သင့်ဘူးမလုပ်ရဘူးလို့ဒီလိုဟောထားတာရှိနော်ဒါတွေကတချို့ကသိပြီးတော့မသိကြဘူးပေါ့၅ခုအယောင်းဝယ်မလုပ်ရမယ့်အရာ၅ခုရှိတယ်ဘာဖြစ်လို့ဘာလဲဆိုလို့ရှိရင်လူတတ်တဲ့လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလက်နဲ့အယောင်းဝယ်မလုပ်ရဘူးလို့ဆိုတယ်လက်နဲ့ကုန်သွယ်တဲ့လုပ်ငန်းကိုဘုရားဘာသာဝင်တယောက်အနေနဲ့စီးပွားမရှာသင့်ဘူးပေါ့အဲ့ဒါဘာဖြစ်လို့တော့ဆိုတော့ထိကြိုက်တယ်လေဒီလက်နဲ့ကိုအကြောင်းပြုပြီးတော့အသက်ဆုံးရှုံးသွားနိုင်တယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးနိုင်တယ်ဒါကြောင့်မို့လို့တစ်ဖက်သားကိုဒုက္ခဖြစ်စေနိုင်တဲ့အရာဖြစ်သောကြောင့်လက်နဲ့အယောင်းဝယ်မလုပ်သင့်ဘူးတဲ့မြတ်စွာဘုရားဒါကိုတတ္ထဝနိဇ္ဇာလို့ခေါ်တယ်တတ္ထဝနိဇ္ဇာလက်နဲ့အယောင်းဝယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်တတ္တဝနိဇ္ဇာလူယောင်းလူကုန်ကူးတာမျိုးမလုပ်သင့်ဘူးခဏခေတ်လူကုန်ကူးတယ်လူကိုအယောင်းဝယ်လုပ်တာလေလူယောင်းလူဝယ်လုပ်တာခဏခေတ်ရှေးခေတ်တုန်းကတော့ကြွန်ဖြစ်ရောင်းစားတာအခုလည်းတူတူပဲတချို့ကိုယ်ရောင်းစားတာတောင်ရောင်းစားမှမသိဘူးအခုခေတ်မှာပို့ပြီးတော့ဒီလူရောင်းဝယ်ဆိုတာအလုံးလည်းကြားဘူးနေကြမှာပဲเนาะလူကုန်ကူးတယ်လို့ခေါ်တယ်ခဏခေတ်ကအဲ့ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလေးဟောထားတာတတ္တဝနိဇ္ဇာတဲ့လူသားတွေကိုခိုင်းစေဖို့အတွက်အယောင်းဝယ်မလုပ်ရဘူးတဲ့ခုခဏခေတ်မှာတော့ရှင်းတော့ကတော့ဖမ်းဆီးပြီးတော့ကျိုးနဲ့တုပ်ပြီးတော့ရောင်းတာခုကြက်ကလေးတွေခြေတော့ခြီပြီးတော့ရောင်းတယ်လို့ပဲနော်အခုခေတ်ကတော့သိပြီးတော့တိမ်မွေးတယ်ကိုယ်ရောင်းစားလို့ရောင်းစားမှမသိအောင်ရောင်းစားတာအလုံးရှာပေးမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့တကယ်ချင်းအိမ်လို့ဘာလို့နဲ့အဲ့ဒီမှာထားပြီးဒီမှာနေသူကစားကျွေးမွေးထားမယ်နဲ့ဆိုပြီးတော့အဲ့ဒီအိမ်မှာထားပစ်ခဲ့တာပတ်စံယူသွားပြီဒီလူကလာခေါ်နိုးနဲ့နေတယ်အဲ့ဒီအိမ်ကိုရောင်းထားခဲ့ပြီးသားဖြစ်ပတ်စံကသူကယူသွားပြီနော်ဒါမျိုးတွေဟာမကြားခြင်းအဆုံးခဏခဏကြားနေရတာပေါ့ဒါလူရောင်းဝယ်လို့ခေါ်တယ်အဲ့တော့ဘုရားဘာသာဝင်တွေဟာတစ်ဖက်သားကိုစိတ်ဆင်းအောင်လုပ်တာမျိုးဒါမျိုးအယောင်းဝယ်မလုပ်သင့်ဘူးတဲ့မလုပ်ရဘူးတဲ့နောက်တစ်ခုကဘာလို့ဆို
ဝိတဝိနိစ္စအစိတ်တွေအယောင်းဝယ်မလုပ်ရဘူးအစိတ်နဲ့ပတ်သက်တာတွေအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကမန္တဝိနိစ္စအကောင်ပလောင်တွေကိုတတ်တာတတ်ဖြတ်တဲ့အယောင်းဝယ်မျိုးမလုပ်ရဘူးနော်အဲ့ဒါလည်းပဲမလုပ်တဲ့ဟာတစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝိနိစ္စမူရစေဝမူရစေဝဆိုတာဟာကြည့်လေဘုရားကသာတားမြစ်တာမဟုတ်ဘူးခဏိခေတ်မှာဆိုလို့ရှိရင်စင်ကာပူနိုင်ငံသွားဘူးတဲ့လူတွေသိကြလိုက်မယ်စင်ကာပူဗီဇာလျှောက်တဲ့အခါမှာဘာစလုံးကိုရိုက်ထည့်လိုက်တယ်လဲလို့ဆိုလို့ရှိရင်မူရစေဝါအယောင်းဝယ်မှောင်ကိုလုံးလို့ရှိရင်တေတံဆိုတာကိုစာရန်ကြီးရိုက်ထည့်ထားတာနော်တေတံပေးနိုင်တယ်ဆိုတာ capital punishment death punishment capital punishment လို့လည်းခေါ်တယ် death punishment လို့လည်းခေါ်တယ်မူရစေဝါရောင်းဝယ်မှုကတေထံကိုကြားစေနိုင်တယ်လို့အဲ့လိုကိုဒီသူ့နိုင်ငံမှာမူရစေဝါလာပြီးတော့ခိုးသွင်းလာမှာဆိုလို့ဒါတွေကလည်းခိုးသွင်းနေတဲ့လူတွေရှိတာပဲเนาะအဲ့လိုမူရစေဝါရောင်းဝယ်မှုကတေထံထိအောင်ပေးနိုင်တဲ့ပြစ်မှုတစ်ခုဆိုတာကြည့်လေဒါဘာဖြစ်လို့ဒီလိုပြညတ်ရတာတော့ဆိုဒီမူရစေဝါသုံးလို့ရှိရင်လူတွေမှာဒုက္ခရောက်တာတော့ဒါတေချာနေတာပဲပေါ့အဲ့ဒါကြောင့်ဟုတ်လို့မြတ်စွာဘုရားကလည်းဘုရားဘာသာဝင်တွေရောင်းဝယ်မလုပ်ရဘူးဆိုရင်ဒီ၅မျိုးနော်လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလူကုန်ကူးမှုမလုပ်ရဘူးအသားတတ်ပြီးတော့ရောင်းဝယ်တဲ့တိရစ္ဆာန်တွေတတ်ရောင်းတာမျိုးမလုပ်ရဘူးအဆိပ်ရောင်းတာမျိုးမလုပ်ရဘူးနော်မူရစေဝါရောင်းဝယ်တာမျိုးမလုပ်ရဘူးတဲ့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်ဒီကုံသွယ်မှု၅မျိုးကတော့လုံးဝမလုံးအောင်ဒါဖြင့်ကျန်တာလိန်နာညာတာရောတာတွေလုံးလို့ရလားလို့ဆိုအဲ့ဒါလည်းမလုံးအောင်ဆိုလို့လားနော်ပစ္စည်းအတုတွေလိန်နာညာတာရောင်းတာဝယ်တာဒါမျိုးတွေလည်းမလုံးသင့်ဘူးအလေးခိုးတာအစပြီးတော့ခိုးတာဝက်တာတခုမှမလုံးသင့်ဘူးပေါ့အေးဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်ဟာအခြေခံပိုင်းမှာအင်မတန်မှအရေးကြီးတာပေါ့ဘာမြတ်စွာဘုရားကလူရဲ့စွမ်းအားအောင်ရင်ကြီးပွားဖို့ဆိုတဲ့နေရာမှာဒီ morality ဟာအမတန်မှအရေးကြီးတယ်တဲ့ကိုချင်းတရားနဲ့ထိမ့်မှကြံတဲ့အောင်မြင်မှုတွေဟာရေရှည်ခံနိုင်တယ်ပေါ့ဒါကြောင့်စီးပွားတိုးတက်အောင်လည်းလုပ်ရမယ်တစ်ဖက်ကလည်းပဲကိုချင်းတရားတိုးတက်အောင်လုပ်ရမယ်စီးပွားရေးကိုကိုချင်းတရားနဲ့ပြန်ထိမ့်ပေးထားတာအခုခေတ်တွေ့ဘူးကြလိမ့်မယ်အောင်စီးပွားရေးမှာအောင်မြင်ကြီးပွားလာတဲ့အခါဘာဖြစ်တုံဆိုကိုချင်းတရားတွေပြက်ပြားလာကိုချင်းတရားပြက်ပြားတာနောက်မှလိုက်ပြီးတော့စီးပွားလည်းပြက်သွားတယ်နောက်ကျအဲ့လိုနဲ့ဆင်းရဲသွားတဲ့လူတွေရှိတာပဲလေအေးဒါကြောင့်ကိုစွမ်းအားတွေရစွမ်းအားအောင်မြင်ကြီးပွားအောင်လုပ်တယ်ဆိုတဲ့နေရာမှာအခုလိုဘက်စုံဘက်ကတော်အောင်ကြီးပွားအထောက်ဖို့ဆိုတာမြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေနည်းထိုင်နည်းပေါ့ဘာသာတရားဆိုတာ way of life လို့ပြောကြတယ် way of life ဆိုတာဘဝမှာဘယ်လိုနေရမယ်ဆိုတာဘုရားဘာသာဝင်တယောက်ဟာဘယ်လိုနေတယ်တခြားဘာသာဝင်တယောက်တွေကဘယ်လိုနေတယ်ကိုယ်ဘာသာရဲ့အဆုံးအမနဲ့ဘဝမှာဘယ်လိုနေရမယ်ဆိုတာအဲ့ဒီအဆုံးအမအတိုင်းလိုက်နာကျင့်သုံးဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့ကောင်းပြီမြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုလူဘဝရောက်လာပြီဆိုတဲ့အခါမှာဘာအရေးကြီးဆုံးလုံးလို့အောင်မြင်ကြီးပွားဖို့အတွက်အရေးကြီးဆုံးတစ်ခုစတင်ပြီးတော့ပြောထားတာရှိတယ်။ဘာလဲလို့ဆိုရင်မင်းလူဘဝလူတွေရဲ့အတိုင်းဝိုင်းလူတွေနဲ့နေတဲ့အခါမှာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်မဲ့တဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့အပေါင်းအသင်းမလုံးနဲ့ဒါအစဟောတာနော်ဒါအစဟောတာအဲ့တော့ပေါင်းသင်းဆက်ဆံတယ်ဆိုတဲ့နေရာမှာဘုန်းကြီးတို့တွေဘဝစတာကစကြည့်လိုက်ကိုယ်ကံအားလျော်စွာမိဘတူဦးအိမ်မှာတော့ရောက်လာကြမှာပဲပေါ့အဲ့ဒီရောက်လာတဲ့မိဘကတခိုးဓမြဖြစ်ခြင်းလည်းဖြစ်မယ်တဏှာလှုပ်ရှားတဲ့လူဖြစ်ခြင်းလည်းဖြစ်မယ်မုတ်ဆိုးလှုပ်ရှားတဲ့လူလည်းဖြစ်ခြင်းဖြစ်မယ်အယောင်းဝယ်လှုပ်ရှားတဲ့လူလည်းဖြစ်ခြင်းဖြစ်မယ်တခြားစီးပွားလုပ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ခြင်းဖြစ်မယ်နော်ကိုယ်ကံအားလျော်စွာကိုမသိဘူးကိုရွေးလို့မရဘူးကံတရားကရွေးပြလိုက်တဲ့အတိုင်း
လူတွေဟာကြည့်တန်ခါလှုပ်ရှားတဲ့မိဘရဲ့ဝမ်းသို့မဟုတ်မွေးမြူရေးလှုပ်ရှားတဲ့လူရဲ့ဝမ်းနဲ့မိဘရဲ့ဝမ်းနဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့နော်ဘဝပေးလိုက်ကြတဲ့က तू ကဟိုဒုစရိုက်ထဲမှာပို့လိုက်တယ်လို့ဖြစ်မနေဘူးလားဒုစရိုက်တော်တဲ့ကိုပို့ပေးလိုက်တယ်အမှန်တမ်းမှကံဆိုးတယ်လို့ပြောအောင်နော်ဒုစရိုက်ထဲကိုပို့ပေးလိုက်တယ်အဲ့ဒါကြတော့ကိုကရွေးချယ်တဲ့အပေါင်းအသင်းမဟုတ်ဘူးကံကရွေးချယ်လိုက်တဲ့အပေါင်းအသင်းမုတ်ဆိုးနာနိမုတ်ဆိုးတန်ခါနာနိတန်ခါဒီလိုဖြစ်သွားတယ်ကိုလမ်းကြောင်းကြီးကအကောင်းမဖြစ်လာတော့ဒီလုပ်ငန်းတွေနဲ့အသက်မွေးတဲ့ထဲရောက်သွားရင်ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဖို့ရာခိုင်နှုန်းများသွားဒီလိုဖြစ်တာပေါ့နော်အေးလူဘဝရောက်လာလို့ကိုတိထက်လာပြီဆိုတဲ့အတိုင်းဝိုင်းကြတော့မြတ်စွာဘုရားကပညာမရှိတဲ့လူဘာလဆိုတာပညာမရှိတဲ့လူကိုပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ္ဉ္တုံတရားမရှိဘူးအသိဉာဏ်မရှိတဲ့လူကိုဘာလလို့ပြောတာမြန်မာကဘာလကိုလူမိုက်လို့ပြန်လိုက်တဲ့အခါကျတော့ဟိုမိုက်မိုက်ကန်းကန်းတဲ့အရက်ထဲမှာကော်ဆဲတဲ့လူကိုလူမိုက်လို့ထင်နေတတ်တာနော်အဲ့ဒါမျိုးပြောတာမဟုတ်ဘူးနော်လူမိုက်ဆိုတာအဲ့ဒါမျိုးပြောတာမဟုတ်ဘူးလူမိုက်ဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တဲ့လူလှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တဲ့လူအဲ့ဒါကိုလူမိုက်လို့ခေါ်တယ်နော်ရှင်းတော့950တဲ့ပါတဲ့လူမိုက်တွေရှိသေးတယ်လူမိုက်ဆိုတာအသိဉာဏ်ကင်းမဲ့သူလို့ဒီလိုအဓိပ္ပာယ်ယူရအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်သွားပေါင်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်ကိုမကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တယ်မကောင်းတဲ့ဘက်ကိုခိုင်းတတ်တယ်မခိုင်းတောင်မှ तू လှုပ်လို့ရှိရင်ကိုယ်မှထိခိုက်တယ်ကြည့်သားမိ2ယောက်ရှိတယ်ဆံဖို့နေတာတော့ကဆင်းရဲသူသားမိပေါ့မောင်းထောင်းနေတာမောင်းထောင်းနေတဲ့အချိန်မှာအမေရဲ့နှစ်ဖူးကိုမှက်ကြီးတစ်ကောင်ကဝင်ပြီးတော့ကြိုက်တယ်ကြိုက်တော့သမီးကိုပြောတယ်သမီးအမေနှစ်ဖူးမှာမှက်ကြိုက်နေတယ်မောင်းလိုက်စမ်းပါဆိုတော့အနီးနားရှိတဲ့ဂျပွေးနဲ့နှစ်ဖူးထုမှက်ကတော့ပြန်သွားတယ်အသေးတော့အမေသေးသွားမစင်းသားဘူးပြီးတော့ထိုင်းငိုတယ်လေအမေကအဲ့ဒါနှစ်ဖူးထုခံရအဲ့ဒါနဲ့သေပါပြီတော့ဆိုသေသွားတယ်အဲ့ဒါမျိုးပြောတာဘာလားဆိုတာအဲ့ဒါမျိုးပြောတာလှုပ်ရမှလားမလှုပ်ရမှလားမသိဘူးလှုပ်လိုက်ရင်တလွဲလှုပ်တာလေအဲ့ဒါမျိုးဘာလားလို့ခေါ်တယ်ချင်းနေကြိုက်လို့တဲ့ချင်းနေပေါ်လို့ချင်းနေနဲ့စစ်တိုက်မယ်ဆိုပြီးတော့လူတယောက်ကိုချင်းကြိုက်ခံထားပြီးတော့အဲ့ဒီချင်းတွေကိုမြားနဲ့ပြစ်တယ်မြားနဲ့ပြစ်တော့အဲ့ဒီလူသေးတာပေါ့အချင်းချင်းအဲ့ဒါချင်းကြိုက်နေတဲ့လူမြားနဲ့လိုက်ပြစ်တော့လူပဲသေးတာချင်းကတော့ပြန်သွားတယ်အဲ့ဒါမျိုးကိုလူမိုက်လို့ခေါ်တာမကောင်းတဲ့ဘက်ကိုတွန်းတယ်မကောင်းတဲ့ဘက်လှုပ်တယ်အဲ့ဒါမျိုးတွေကိုလူမိုက်လို့ခေါ်တာအဲ့ဒီလူတွေနဲ့အပေါင်းအသင်းမလုံးမိစေနဲ့တဲ့လုံးမိလို့ရှိရင်မကောင်းတဲ့ဘက်ရောက်သွားမှာပဲနော်မကောင်းမှုဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေလည်းလူမိုက်ပဲသူတို့ကခေါ်ရင်ဒီဘက်ပဲခေါ်မှာလေအခုခေတ်မှာထမင်းတနတ်ကျွေးဖို့တော့အမတန်မှခဲနေဘီယာရက်တိုက်မဲ့တကားတော့အမတန်ပေါ်တယ်လို့ကြားတယ်နော်ကော်ဖီတစ်ခွက်တိုက်ဖို့ကြတော့သိပြီမသရာဘူးအဲ့ဒါကြတော့သိမသရာဘူးဟိုဟာကြတော့တောက်ဖို့တောက်ဖက်ပါဏသဟာရတယ်အပါယသဟာရတယ်နော်တရားတရားသိကောင်းတာ तू ကလည်းဒါလေးတောက်ပြီးရင်ကြံတဲ့လူကိုတရားတရားတွေဖြစ်ပြီးတော့ဖိတိုက်တော့တာနော်အဲ့ဒါမျိုးတွေနဲ့အပေါင်းအသင်းလုပ်ပြီးဆိုလို့ရှိရင်လူကလည်းကိုယ်လည်းအဲ့ဒီဘဝရောက်ပြီးပျက်စီးသွားတတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကနံပါတ်1အပေါင်းအသင်းဟာအမှန်တမ်းအရေးကြီးတယ်တဲ့ကြီးပွားတိုးတက်ဖို့ရအတွက်အောင်မြင်ကြီးပွားဖို့ရအတွက်ခုနကလူစွမ်းအားတွေကိုအသုံးချတဲ့အခါမှာအပေါင်းအသင်းဟာကြည်ပေါင်းရမယ်ဘာလဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဒုစရိုက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးတွေပေါင်းသင်းမလုံးနဲ့ပေါင်းသင်းလုံးလို့ရှိရင်ဒုက္ခရောက်မယ်လို့ဒီလိုပြောတာဒါဖြင့်ပေါင်းရတင်ရမှာကပန္တိတအရာရာမှာဆင်ញင်တုံတရားရှိတယ်အသိဉာဏ်ရှိတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူကသိတယ်ဆိုတာပညာနဲ့ဖြစ်တဲ့ပုဂ္ဂိုလ်ပညာရှိတယ်ဆိုကြတဲ့သူကဘာဖြစ်လုံးတတ်တယ်ပညာဆိုတဲ့နေရာမှာအစုံပဲပေါ့
ကားမောင်းတတ်တယ်ကားပြင်တတ်တယ်ဘာလုပ်တတ်တယ်ညာလုပ်တတ်တယ်ပေါ့ဒီအပြစ်ကင်းတဲ့လုပ်ငန်းတွေအကုန်လုံးသိတဲ့ပုဂ္ဂိုလ်အဲ့တော့သိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ကအလွန်ကွာခြားတယ်လေစိုက်ပျိုးရေးဆိုလည်းသိတယ်ဘယ်လို့ဆိုလည်းသိတယ်အဲ့ဒါလို့သိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းအောင်သိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမှကိုယ်ပညာရမှာဟုတ်သူစီကနီလန်းနေနဲ့ကောင်းတဲ့အယောင်းဝယ်တတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်ကိုရောင်းဝယ်တတ်တယ်နော်စိုက်တတ်ပြိုးတတ်တဲ့နီးပညာသိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်ကိုလည်းစိုက်ပြိုးတတ်သွားတယ်ဒီလိုဆိုလိုတာပေါ့ကောင်းတာတွေနဲ့ကောင်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသည့်အတွက်ကြောင့်သူစီကကိုယ်ကပညာရလာတယ်ပညာရလာတော့ပညာနဲ့အသက်မွေးတော့အောင်မြင်တာကြီးပွားတာပေါ့ကိုယ်အတိုင်းတာလိုက်ဒါကြောင့်မို့လူဘဝရောက်လာပြီဆိုတဲ့အခါမှာတဲ့နေနီးထိုင်နီးအနေနဲ့မြတ်စွာဘုရားအစဟောတာပညာမရှိတဲ့ပုဂ္ဂိုလ်နဲ့မပေါင်းမိစေနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမိပါစေဒါမှအောင်မြင်ကြီးပွားနိုင်တယ်ဟုတ်ပြီလူလောကထဲမှာအပေါင်းအသင်းဟာအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကအပေါင်းအသင်းကိုရှေးဥစွာဟောတာကဲပေါင်းသင်းဆက်ဆံရေးရွေးပြီးတော့ပေါင်းပြီးပါပြီပေါင်းတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတဲ့အခါမှာလူတွေရဲ့အတိုင်းဝိုင်းထဲမှာလေးစားတိုက်တဲ့ပုဂ္ဂိုလ်တွေဂုဏ်ပြုတိုက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုပြစ်ပယ်ပြီးတော့မထားရဘူးနော်ပြစ်ပယ်ပြီးတော့မထားရဘူးလေးစားတိုက်တဲ့ပုဂ္ဂိုလ်လေးစားတယ်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်ပူဇော်သည့်အတွက်ကြောင့်ကုသိုလ်ရရုံနဲ့မဟုတ်ဘူးသူတို့ရဲ့မေတ္တာကိုရလာသည့်အတွက်ကြောင့်သူတို့ကကုညီဆောင်ရှောက်မှုတွေအကြံကောင်းအညံကောင်းတွေပေးလာတယ်ဆုံးမသွန်သင်လာတယ်ဟောကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အသိဉာဏ်တွေကိုပြန်ရတယ်ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့လူအတိုင်းဝိုင်းထဲမှာနံပါတ်1အပေါင်းအသင်းရွေးပြီးတဲ့အခါမှာလူလောကထဲမှာလေးစားတိုက်တဲ့ပုဂ္ဂိုလ်လေးစားအဲ့ဒီလိုလေးစားနေမှကိုယ်ဟာကြီးပွားတိုးတက်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ကဲအဲ့ဒါလူဘဝရောက်လာလို့ဒီလိုအနေအထားမျိုးရှိလာပြီဒါဘဝမှာဒီလိုစလိုက်ပြီစလာတဲ့အခါမှာဘာတွေလုပ်ဖို့လိုလဲဆိုတော့အောင်မြင်ကြီးပွားခြင်းလို့ရှိရင်နေရာဌာနအရေးကြီးသေးတယ်တဲ့ဒါကြောင့်မို့ကြီးပွားတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကြီးပွားနိုင်တဲ့နေရာမျိုးကိုရွေးချယ်ပြီးနေရဆိုလိုတာကကိုကပညာတတ်ခြင်းတယ်ဆိုလို့ရှိရင်ကျောင်းကောင်းကောင်းတက္ကသိုလ်ကောင်းကောင်းရှိတဲ့နေရာမှာနေရဆရာကောင်းကောင်းရှိတဲ့နေရာကိုရွှေ့နေရကိုမွေးတဲ့နေရာမှာဆရာကောင်းကောင်းမရှိဘူးဆိုရင်ရှိတဲ့နေရာရွှေ့ဒီလိုဆိုလိုတာနော်ကိုကစီးပွားရှာခြင်းတယ်ဆိုရင်စီးပွားရေးကောင်းတဲ့နေရာကိုရွေးရကိုကကျမ်းမာခြင်းတယ်ဆိုရင်ကျမ်းမာရေးအတွက်ထောက်ကူဖြစ်တဲ့နေရာမျိုးရွေးရဒါသူ့ဟာနဲ့သူရွေးချယ်တတ်တယ်အဲ့ဒါလို့မဟုတ်ဘူးကိုကတန်တရားဝတ်ကလွတ်ချင်တယ်ဘဝကြီးကိုဆက်ဆုပ်လာတယ်ညှင်းငွေလာတယ်တရားကျင့်နေတယ်ဆိုရင်တရားရိပ်တာတွေတို့တရားပြနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတဲ့နေရာရွေးချယ်တာဟောဒီလိုဆိုလိုတာနော်သူ့နေရာနဲ့သူရွေးအဲ့ဒါကိုပဲပฏิရူပဒေသဝါဒလို့ခေါ်တာရွေးတတ်ရမယ်ပညာတော့တတ်ချင်ပါတယ်သင်ပေးမဲ့လူမရှိတဲ့နေရာသွားနေဘယ်လိုလုပ်တတ်မတတ်စိုက်ပျိုးရေးဝါသနာပါတယ်ကြောက်ကုန်းပေါ်မှာသွားနေနော်မိုးခေါင်ရေရှားရမှသွားနေဘယ်တော့မှမရဒီလိုဆွလို့တာပေါ့နော်အဲ့တော့ကိုအတွက်အကျိုးဖြစ်ထွန်းမဲ့နေရာမျိုးကိုရွေးချယ်ပြီးတော့နေရမယ်တဲ့ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုဆိုတာရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ပေါ့ကံတရားကံမကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဒီဆိုလိုတာကုသိုလ်ကောင်းမှုလည်းပဲမပြတ်လို့ဖို့လိုတယ်ကုသိုလ်ရှိမှဒီအခြေအနေကောင်းတွေဆိုတာလည်းပဲဖန်တီးလို့ရတယ်အဲ့ဒါကြောင့်မို့တင်းလျောက်ပတ်တဲ့နေရာရောက်ပြီးတော့နေပြီးဆိုတဲ့ကိုကုသိုလ်ကောင်းမှုဆိုတာလည်းပဲကိုယ်တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီလိုဖြစ်ပေါ်လာတဲ့အခါမှာအရေးကြီးဆုံးအချက်ကဘာတော့ဆိုလို့ရှိရင်ကိုယ်စွမ်းအားထဲမှာအားကိုးရမှာကဘာတော့ဆိုအတ္တသမပဏိတိကိုယ့်ကိုယ်ကိုပြုပြင်ထိမ့်သိမ့်ပြီးကောင်းအောင်ထားဖို့ကဒါအရေးကြီးတယ်လို့ဒီလိုပြောတာနော်အတ္တသမပဏိတိကိုယ့်ကိုယ်ကိုထိမ့်သိမ့်ဆောက်ရှောက်မှုကတိတ်အရေးကြီးကိုကောင်းရင်ခေါင်းပယ်မှမရွေ့ဆိုတဲ့စကားတောင်ရှိတယ်ဒါကြောင့်မို့လူတွေဆိုတာကိုကောင်းအောင်ကိုလုံးဝသူများပြောတာနဲ့သူများပြောလို့ဆိုတာအမတ္တမ
ခက်ခဲတယ်နော်ကိုကိုဆင်ញင်စဉ်းစားပြီးတော့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ကိုယ့်ဘက်ကိုတတိတရားရပြီးတော့ကိုကိုလူတော်လူကောင်းဖြစ်အောင်ပြုပြင်ထိမ့်သိမ့်ပြီးနေထိုင်ရမယ်သီလမရှိသေးရင်သီလရှိရမယ်တရားတရားမရှိသေးရင်ရှိအောင်လုပ်ရမယ်စွန့်ကြဲမှုမရှိသေးရင်ရှိအောင်လုပ်ရမယ်ပညာမရှိသေးရင်ရှိအောင်လုပ်ကိုယ်စိတ်ကိုပြုပြင်ထိမ့်သိမ့်ပြီးတော့နေတာဟုတ်ကိုကောင်းအောင်ပြင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒီအတ္တသမ္မာပဏိတိဆိုတာအောင်မြင်ကြီးပွားဖို့ရာအတွက်ဟာမြတ်စွာဘုရားဟောထားတဲ့နေနည်းထိုင်နည်းထဲမှာအရေးကြီးဆုံးနေနည်းထိုင်နည်းတစ်ခုဘဝတစ်ခုရလာတဲ့အခါမှာကြည့်လူဘဝဆိုတာရှားပွေစားတော့ကြတာပဲကိုယ့်အလုပ်ကိုလုပ်နေကြတာလူတယောက်ဟာဆိုပါတော့စိတ်တူတတ်တယ်ဒေါသကြီးတယ်ဒေါသထွက်တတ်တယ်မပြင်လို့ရှိရင် तू ကအမြဲတမ်းဒေါသထွက်တဲ့လူပဲဖြစ်မှာပဲဟုတ်ကဲ့လားငါဒေါသထွက်တယ်ဆိုတာကိုဒေါသထွက်တယ်ဆိုတာကိုဂုံယူပြီးတော့မနေနဲ့တကယ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်တယောက်ကဒေါသမထွက်အောင်ကြိုးစားရမယ်ကိုပြင်ရမယ်ဒီစေရိုက်ဆိုးကြီးကိုပြင်ရတယ်စေရိုက်ဆိုးကြီးမပြင်ဘူးဆိုရင်အ ਨੇ ဆုံးဘာဖြစ်မလို့ဆိုလို့ရှိရင်မျက်နှာကြီးစူပုတ်နေတာကြီးကနောက်ဘဝလည်းပါသွားတယ်အဲ့ဒါကြောင့်မို့လို့ရည်လို့ပြုံးလို့မရတဲ့မျက်နှာပိုင်ရှင်ကြီးဖြစ်နေမယ်နောက်ဘဝကြတယ်ဘယ်လိုမှရည်လို့မရတဲ့မျက်နှာကြည့်လေဒေါသကြီးတဲ့အကောင်တွေရည်လို့ရရလားကြားရည်တာများတွေ့ဘူးလားကြားတို့ချင်းသေးတို့ဘယ်တော့မှရည်လို့မရခွေးရမှနည်းနည်းပြုံးလို့ရသေးတယ်နော်နေရွယ်လေးနောက်ပြစ်ပြီးအမီးလေးနှမ်းလိုက်ရင်ခွေးပြုံးတာတွေ့လို့ရကြားပြုံးတယ်ဆိုတာမရှိဘူးနဂါးပြုံးတယ်ဆိုတာလည်းမရှိဘူးနော်ဒေါသကြီးတဲ့လူကပြုံးမရတဲ့မျက်နှာဖြစ်သွားတတ်တယ်ဒေါသထွက်တဲ့အချိန်မှာကိုယ့်ဟာကိုယ်မှန်နဲ့ကြည့်လိုက်ပေါ့တွေ့ပါလိမ့်မယ်ကိုယ့်ဟာကိုယ်လန့်ကောင်းလန့်သွားနိုင်သေးတယ်နော်အဲ့ဒါကြောင့်မို့ဇေယိုက်ဆိုးတွေပါမတော့တိတဲ့ဘဝမှာပြင်ပေးရတယ်လို့ဒီလိုပြောတာအတ္တသမပဏိတိရဲ့အဓိပ္ပာယ်ကဒါဒေါသတိတ်ကြီးတယ်ငါဒေါသကြီးတယ်မကြီးစေရဘူးဒီဒေါသကိုငါရှော့မှဖြစ်မယ်လောဘတိတ်ကြီးနေငါလောဘမကြီးစေရဘူးရှော့ချမှဖြစ်မယ်မာနတွေသိကျင်မာနဆိုတာမကောင်းဘူးငါလျှော့ချမှဖြစ်မယ်နော်ပဇာချမ်းသာရင်လည်းမာနတက်တာပဲလှရင်လည်းမာနတက်တာပဲအမျိုးကုန်ကြီးရင်လည်းမာနတက်တာပဲအဲ့ဒီမာနသမားနောက်ဆုံးကုန်းကောက်เสียမရှိတဲ့အနေအထားမျိုးရောက်သွားရင်ဒုက္ခရောက်ပဲဟောအဲ့တော့မာနဆိုတာမကောင်းဘူးတစ်ဖက်သားပေါ်မှာမောက်မာတာဟာမကောင်းဘူးဒီမာနတွေငါလျှော့ချမှပဲအလုံးပေါ်မှာပြည့်ပြည့်လဲလဲကိုယ်နဲ့ဓာတ်လူထားပြီးတော့ဆက်ဆံနိုင်အောင်ကြိုးစားအားထုတ်ရမယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကိုအတ္တသမပဏိတိလို့ခေါ်တယ်ကိုယ့်ဘက်ကိုမပြင်းသမျှကလပ်ပတ်လုံးဘယ်တော့မှလူကောင်းမဖြစ်ဘူးဘယ်လောက်ကုသိုလ်ကောင်းမှုတွေအတိတ်ခလောက်ခဲ့ဒီဘဝမှာတိတတ်တဲ့ဘဝမှာကိုယ့်မပြင်းဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့နောက်ဝေးသွားလိမ့်တိတတ်တဲ့ဘဝမှာပြင်းကိုပြင်ရမယ်ပြင်ဖို့ကြိုးစားရမယ်အတ္တသမပဏိတိစဉ်းစားကြည့်နော်ပฏิရူပဒေတာလေးနဲ့တည်းမရဘူးပုဗ္ဗေသကတပုံညတာလေးနဲ့လည်းမရဘူးအရေးကြီးတာအတ္တသမပဏိတိဒေဝဒတ်ကိုပဲကြည့်ပေါ့ဒေဝဒတ်ဟာပฏิရူပအရာမှာလူဖြစ်တာပဲလေဖះနဲ့သမီးရောက်ဖတ်တော်တယ်တစ်ဖက်ကသာသမီးရောက်ဖတ်ပြောတာညီကိုဝမ်းကွဲလဲတော်သေးတယ်လေညီကိုဝမ်းကွဲတော်တယ်ကုသိုလ်ကောင်းမှုလည်းသူရှိတယ်လေသူမင်းသားဖြစ်တာပဲနောက်ဆုံးမှာဘုရားတပည့်ခံပြီးတော့တရားကျင့်တဲ့အခါမှာတကောအိဋ္ဌိပတ်တွေတောင်ရတာပဲဘာပြက်သွားတာတော့ဆိုအတ္တသမပဏိတိပြက်သွားတာသူမှာကိုပြင်ရမှမပြင်သည့်အတွက်ကြောင့်ဘုရားကိုဆန့်ကျင်မဲ့တွေလှုပ်ပြီးနောက်ဆုံးအဝိဇ္ဇငရဲရောက်သွားတာအဲ့တော့အတ္တသမပဏိတိဟာအရေးအကြီးဆုံးပဲလို့ဘဝတစ်ခုရလာပြီဆိုရင်ဘုန်းကြီးတို့တွေကိုပြင်နိုင်အောင်ကြိုးစားရမယ်မပြင်နိုင်ဘူးဆိုရင်ခေါက်ရိုးကြီးကျိုးပြီးတော့ဘဝဆက်တိုင်းမှာနော်လောဘစရိုက်တွေဒေါသစရိုက်တွေရာဂစရိုက်တွေဒေါသစရိုက်တွေမောဟစရိုက်တွေနဲ့တခြားအောင်လုံးတန်ရတဲ့မှာအကောင်းဆိုတာမဖြစ်ဘဲနဲ့အဆိုးတွေနဲ့ကြီးပဲအဆုံးသတ်သွားနိုင်တယ်တဲ့ဒါကြောင့်မို့မကောင်းတဲ့စရိုက်ကလေးတွေကိုယ်တဏ္ဍာမှာတွေ့ပြီဆိုရင်ပြင်နိုင်အောင်ကြိုးစားရမယ်လူတွေကကိုယ့်ကြတော့အကောင်းလို့ထင်ကြတာအမြဲတမ်းနော်ကိုခွင့်လွတ်တတ်တယ်လို့သူများကိုလည်းခွင့်လွတ်တတ်အောင်လုပ်ကြည့်လေအိမ်မှာခဏတွေ့ကြမှာပေါ့
မတော်တဆကလေးလေးတယောက်ကပကံလေးလွတ်ကြရင်ဒီကောင်လေးနမောနမဲ့ကိုနိုင်တယ်နဲ့ပြောကိုကြကြလို့ရှင်တော့ဘာလို့မတော်လို့လဲဟုတ်လားမတော်လို့ဖြစ်တာလေအပြစ်တောင်မဆိုးရှော့ရှော့ပေါ့ပေါ့လေးပြောတာနော်ကိုကြတော့မတော်လို့သူမျိုးကြတော့နမောနမဲ့အဲ့ဒါလို့လူလောကမှာလူတွေဟာအမြဲတမ်းတစ်ဖက်ဆောင်နေစဉ်းစားတတ်ကြတယ်အဲ့တော့ကိုယ်မှမတော်လို့စဉ်းစားတယ်လို့သူလည်းမတော်လို့ပဲစဉ်းစားလိုက်အပြစ်တင်မဲ့အစားနော်အဲ့တော့သူများအပြစ်မတင်နဲ့ကိုယ့်ကိုယ်ပဲပြစ်တင်ကိုပြစ်တင်ထက်လာပြီကိုဖြစ်ကိုမြင်ထက်လာပြီဆိုရင်ကြီးပွားတိုးတက်လာပြီလို့ဒါဒီလိုမှတ်ပြီးတော့ကိုအပြစ်မမြင်ဘူးသူများအပြစ်သာမြင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှလူကောင်းဖြစ်ဖို့ရခဲရင်သွားပြီပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အောင်မြင်ကြီးပွားလူစွမ်းအားလို့ဆိုတဲ့နေရာမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အခုလိုအခြေခံအကြောင်းတရားတွေဟာလေအောင်မြင်ဖို့ရအတွက်လူစွမ်းအားတွေပဲဖြစ်တယ်ဆိုတာမှတ်သားနိုင်ယူကြပြီးတော့ကိုကြီးပွားတိုးတက်ဖို့ရအတွက်ကိုအောင်မြင်ဖို့ရအတွက်အဓိကကိုပြင်ပြီးတော့ကိုစွမ်းအားနဲ့လောက်ရမှာဆိုတာကိုသိရှိနားလည်ပြီးတော့ကောင်းမြတ်တဲ့စွမ်းအားတွေကိုယ်စိတ်ထဲမှာကြီးပွားတိုးတက်လာအောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာတောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေတရားဆေးကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာညစ်နောက်ကိလေသာဆေရတောက်ဟူသည်များတို့သည်သမုဝတ္တပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းငြိမ်းရာအစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်အများတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း